ယုတိမြတ်တို့လက်ဆုံမှု၏ရှိခိုးပူဇော်ဖူးမြော်မှလျော့ပရောလိုက်ကြသောပူဇော်တတက္ကိစ္စကုသကံစေတနာတို့ကြောင့်တရားနာကြွကြတဲ့ဧပိဋကပေါင်းသူတော်ကောင်းတို့သည်ယနေ့မှစ၍နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည့်တိုင်အောင်ဘဝတိုင်း၌ကြောင်းကြခတ်သိမ်းဆိုရင်ခတ်သိမ်းဘေးရခတ်သိမ်းအန္တရာယ်ခတ်သိမ်းတောကခတ်သိမ်းချုပ်ပြောင်းငြိမ်း၍မိမိတို့လိုရှိရမြတ်တို့ကတောင်းတသောလောကီချမ်းသာလောကီပညာလောကီယတနာတို့နှင့်ဘဝတိုင်းကျမ်းမာချမ်းသာဝမ်းမန္တတာဖြင့်ခံစားဆံစားနိုင်ကြပြီလင်အာသင်္ကရတနိဗ္ဗာန်ရှိပြီမြတ်တို့ရလွယ်ရောက်လေမျက်မှောက်ပြုတဲ့နိုင်ကြသည်ဖြစ်စေဟံဗန္တိတိတရဏိနာသဟယင်စတိလံဓမ္မယာစာမိအနုကဟံကတဝါသီလံတိထမေဗန္တိဒုတိယံပိတတိယံပိအဟံဗန္တိတိတရဏိနာသဟယင်စတိလံဓမ္မယာစာမိအနုကဟံကတဝါသီလံတိထမေဗန္တိယမဟံဝရာမိတံဝရိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါတောဘုံတော်6ဆုံးတဘောကုံဖြင့်ပြည့်စုံတော်မူထသောအရဟတောလူမင်းနာမင်းဓမ္မမင်းတို့ဤပူဇော်ထူးကိုခိုင်းတော်မူလိုက်သောသမ္မာသမ္ဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုပိုင်းခြားထင်သိမြင်တော်မူထသောမြတ်စွာဘုရားအားမံဘုရားတပည့်တော်တို့သည်နမေနမာမိလက်စေပြထိတ်မှမိုး၍ရှိခိုးပါ၏ဗျာဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယမိဗုဒ္ဓံတရဏံဂိသာမိဒုတိယမိဓမ္မံတရဏံဂိသာမိဒုတိယမိသံဃံတရဏံဂိသာမိတတိယမိဗုဒ္ဓံတရဏံဂိသာမိတတိယမိဓမ္မံတရဏံဂိသာမိတတိယမိသံဃံတရဏံဂိသာမိဗုဒ္ဓမြတ်စွာဘုရားကိုဓမ္မံတရားတော်မြတ်ပေါင်းကိုသံဃာတော်မြတ်ပေါင်းကိုတရဏံကိုယ်ကိုယ်ရာဟူ၍ဣဇာမိမိဝဲစီကပါ၏တိတရဏခေနံပရိဘုံနံပါဏာတိဘာတာဝေရာမိသိက္ခာဝရံသမာရိယာမိဘုရားတပည့်တော်တို့သည်သူတစ်ပါးတကူတချင်းမှာရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏အာဒိနာဒါနာဝေရာမိသိက္ခာဝရံသမာရိယာမိဘုရားတပည့်တော်တို့သည်သူတစ်ပါးပစ္စည်းအားပိုင်ရှင်မသိပဲခိုးယူခြင်းမှာရှောင်ကျင်အားဖြစ်သောသိက္ခာပုဂ္ဂိုလ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏
ကာမိတုမိစ္ဆာစာရဝေရာမိသိက္ခာဝရံသမာရိယာမိဘုရားတပည့်တော်တို့သည်ကာမပိုင်းပြမခြင်းမှာရှောင်ခြင်းအားဖြစ်သောသိက္ခာပုဂ္ဂိုလ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏မုဒ္ဒဝါဒဝေရာမိသိက္ခာဝရံသမာရိယာမိဘုရားတပည့်တော်တို့သည်သူတစ်ပါးအားလိမ့်လေပြောဆိုခြင်းမှာရှောင်ခြင်းအားဖြစ်သောသိက္ခာပုဂ္ဂိုလ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏ဒုရာမေရယမစ္စပမာဒဌာနာဝေရာမိသိက္ခာဝရံသမာရိယာမိဘုရားတပည့်တော်တို့သည်ဒီတည်းရဲ့တောက်စားခြင်းမှာရှောင်ခြင်းအားဖြစ်သောသိက္ခာပုဂ္ဂိုလ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏ဣမာနိတိတရဏီနပြင်စင်ကနေသဂရုဓမ္မသီလံသာရကံကတ္တဝဓမ္မအပမဒိနတံပါရိထာယာယိနိကုရှိ1989ခုနှစ်တပေါင်းလဆောင်3ရက်19ရက်2လ2018စနေနေ့ဝေးစကိုင်းတိုင်းပါစကိုင်းတိုင်းရွှေဘိုမြို့ဘာချမ်းသာစကိုင်းတိုင်းရွှေဘိုမြို့ချမ်းသာကြီးဖရာအရှိဆောင်တန်းရင်မြင်တော်ဓမ္မယုံ၌ကျင့်ပသောအဘိဓမ္မာညပွဲဖြစ်ပါတယ်အဘိဓမ္မာလူရှင်မိသားစုများမှာကိုစိုးလင်မတ်ချိုချိုဝင်းသားမောင်ချမ်းမြေအောင်ပွင့်လန်းဆံရောင်းဝယ်ကြီးမိသားစုမင်းရရွှေဘိုမြို့မှာဖြစ်ပါတယ်တရားနာကြတဲ့အဘိဓမ္မာသူတော်ကောင်းတို့အားပြန်လဲချီးမြှင့်ဟောကြားအပ်သောတရားတော်မှာကုမရတဲ့နောင်တာတဲ့ဗါတယ်လေဦးဇင်းကတရားဟောပါဆိုတာမဟောဘူးလို့ပြောလဲမရဘူးတော့တမျိုးဦးဇင်းကနှစ်ခါမဟောဘူးဒါဆိုဦးဇင်းကဓမ္မဂရိကလည်းမဟုတ်ပရိယတိစာပြီးလည်းမတတ်တော့ဒါအပြောမှဝါရင်ပြောခံအောင်ပါဟုတ်တယ်လေမှားရင်ပြောခံတရားပြတာတော့ဦးဇင်းအာမခံနဲ့အာမခံနဲ့တရားဓမ္မတွေကိုမေတ္တာကြီးစွာနဲ့ဖိတ်ခေါ်တာကိုအမိုက်ခံပြီးခေါ်ရတာပေါ့လေတရားဟောတာကြတော့ဦးဇင်းကစာလည်းမတတ်ယတနုဘောတော့တပုတ်ပဲတတ်တာကျင့်ထားတော့အကျင့်နဲ့ပဲပြောတတ်ဆိုတတ်ပြတတ်အကျင့်ကိုပဲရှင်းတတ်အဲ့ဒါပဲတတ်တယ်အဲ့ဒါနှခါလာမဟောတော့ဆိုတော့ဥစုလင်တို့မချူချူဝင်းတို့ကသူသားကလည်းအော်စီမှာကြောင်းတဲ့ရင်နဲ့အော်စီမှာဦးဇင်းရိတ်တာလည်းရှိတော့အဲ့ဒီမှာလည်းကျင့်ခဲ့တယ်ရန်ကုန်လည်းလာကျင့်တခါကြီးလို့ဦးဇင်းကတရားမဟောတတ်တော့နှခါလည်းမဟောခြင်းတော့မဟောခြင်းဘူးလို့ပြောတော့ဒီပြတော့မဟောခြင်းဘူးဆိုတာဦးဇင်းကဟောဖို့တာဝန်ကြီးခဲ့အဓိကတော့တရားဓမ္မတွေဖျားပွင့်တာဘာအတွက်ပွင့်တာတရားကျင့်ဖို့ဘာအတွက်လဲအဲ့ဒါပဲဦးဇင်းကဟောလဲဟောတယ်ဟောလဲဟောပြီးတော့ဆွဲလဲဆွဲတယ်တရားကျင့်ဖို့ဒါပဲနဲ့
ဆွဲတဲ့ဘက်ကိုမပါဘူးဖြစ်တော့စိတ်ကလေးတယ်မြတ်စွာဘုရားပွင့်လာတာတရားကျင့်ဖို့ပဲလူရင်းပြောရရင်တရားအထုတ်ဖို့ပဓာနဒါပေမဲ့တရားအထုတ်ဖို့ဦးဇင်းတို့ဟောပြန်တော့လေဒကာဒကမတွေကရွှေမန်းတင်ပေါင်တွေကလည်းကျွန်တော်လည်းထုံနီး၎င်းထုံနီး၎င်းငကိုအတိုင်းပဲဘာမှလည်းမသိဒီလိုပဲပြန်သွားတာအဲ့တော့ဦးဇင်းကငါတောင်းဝန်ကြည့်ပြီငါမြတ်စွာဘုရားရဲ့ကိုယ်စားရွှေဘုံမြို့မှာပြည်သက်တွေကိုတရားကျင့်ဖို့နှိုးဆော်တယ်တရားကျင့်စဉ်ရှင်းတန်းနေရှင်းပေးတယ်လာရမလာတာသူတို့အလို့ငါဘုရားရဲ့ကိုယ်စားဘုရားရဲ့ကျေးဇူးဆက်တာဒီတော့ဆိုကြည်ပြီလို့ဦးဇင်းကမှတ်ယူပြီးတော့တမျိုးတပွဲပဲဟောတယ်အဲ့တော့ဦးဇင်းကမဟောတော့ပြောတော့ခမရတို့မျိုးပါလို့ဦးဇင်းကြားရသလောက်ကတော့ဟုတ်လားမဟုတ်လားတော့မသိတရားကြာထိုင်ရမှာကြောက်တယ်ဒီထက်ပါသေးလားဝါဖြစ်သွားနော်တရားထိုင်ရမှာကြောက်တယ်နှစ်နာရီပြင်းတယ်အဲ့ဒီလိုပြောတော့ဦးဇင်းတို့ကလည်းဟောတာဟောရတယ်ဘယ်လောက်ပြောအလေးကကိုယ့်ဘက်မသာဘူးသူတို့ဘက်ကများတယ်ဦးဇင်းအခုဟောမဲ့ခေါင်းစဉ်ကအရိယနေပြီးတော့ဆင်းသက်လာတယ်ဦးဇင်းကုဏသီလပေးကံဒီတိဦးဇင်းတရားပါဟောမှမသိဘာမှမဟောတတ်တယ်ကြီးပလင်မော်ကြမှာပောက်ကြရလျှောက်ပြောရင်းနဲ့ဟိုပြောဒီပြောနေပြီးသွားတယ်သို့တော်လည်းပဲတဲ့မေတ္တာရဲ့ဂရုဏာရဲ့စေတနာရဲ့သုံးခုတော့ပါသွားပါတယ်တရားဟောတော့မယ်ဆိုမြတ်စွာဘုရားရှင်ရဲ့ကိုယ်စားဘုရားလုံးငါဝင်လုံးရတယ်ဆိုတဲ့စိတ်မျိုးနဲ့ပလင်တက်တာပါတရားပြတော့မယ်ဆိုလည်းဒီလိုပဲခုနတော့ဦးဇင်းကကုမရတဲ့နောင်တလို့တရားကောင်းစဉ်တတ်ထားတာကုလို့ရတဲ့နဲ့ကုလို့ရသေးတာနဲ့ကုလို့မရတော့တာနဲ့နှမျိုးကိုဦးဇင်းကခွဲဟောဖို့ရှင်ဘုံမျိုးအပုဂ္ဂိုလ်တွေကတချို့တော့တရားထုတ်တာပါတယ်ဒါပဲနဲ့အရှင်ဘုရားတို့သိရင်ကကျမ်းတယ်ဆိုလို့ကြောက်ပြီးတော့မလာကြဘူးဘလို့ပြောမရဘူးအဲ့တော့ကြောင့်ဦးဇင်းကလည်းခမရတို့မျိုးကိုမဟောချင်တော့ဘူးလို့ကံတရားပဲလို့အဲ့တော့ဒကာကြီးဦးစိုးလင်းတို့မချွတ်ချွတ်ဝင်းတို့မိသားစု၃ယောက်ကတရားကျင့်တာသူတို့လည်းအရင်တော့ကျမ်းတာတရားမဟုတ်ဘူးကြာထိုင်တာတရားမဟုတ်တရားကြာထိုင်မှလားအပင်မခံထိုင်မှလားအဲ့ဒီထဲမှာပါတယ်သူတို့ကလည်းအခုတော့ရှင်းလင်းပြလိုက်တော့သူတို့သဘောပေါက်ပြီးတော့သူတို့ပထမ10စခန်းနောက်ဒုတိယအကျင့်6သက်စခန်းဆိုပြီးတော့2စခန်းဝင်သွားတယ်သူတို့မိသားစုလည်းရွှေဘိုမြို့သူမြို့သားသွေးနဲ့ကိုသားနဲ့ကိုပဲမဟုတ်ဘူးလားဟုတ်ပါဗျာသူတို့ကရွှေလင်မန်းနဲ့အချင်းစေးထားလို့လားဟုတ်ပါဗျာတန်တုံးတွေတန်မရီတွေနဲ့သူတို့ခန္ဓာတိဆောက်ထားလို့လားဟုတ်ပါဗျာဒီလိုပဲသွေးနဲ့ကိုသားနဲ့ကိုဆိုတော့ကြာထိုင်ရင်မနာတတ်ဘူးလားနာတတ်ပါဗျာမနာတတ်တာပဲဒါဖြင့်သူတို့ကအခုကိုနာလာတော့ရှိတယ်စိတ်မနာတော့ကိုနာတော့ရှိတော့စိတ်မနာရတဲ့ဒါဥစဉ်နောက်ပိုင်းကျတော့ဟောမှာအဲ့တော့သူတို့ကိုနာပြီးစိတ်မနာတာကိုဒိဋ္ဌာရမချက်ချင်းတွေ့ဟောတဲ့လက်ထဲကိုတွေ့သွားပြီတန်ဒိဋ္ဌိကောချက်ချင်းလက်ငင်းသူတို့အကျိုးပေးသွားပြီငြိမ်းချမ်းတဲ့ကိုနာပြီးစိတ်မနာတော့တဲ့ဒုက္ခនិရောဓသစ္စာလောဘဒေါသအကျဉ်းသာនិရောဓချုပ်သွားတော့သူတို့မှာဘေးမြင်တော့ခြေတော်နှစ်ချောင်းလက်နှစ်ချောင်းကိုယ်နဲ့ကောင်းပဲပေါ့ဒါပဲပေါ့သို့တော်လည်းစိတ်ချင်းမတူတော့ဦးဇင်းတို့ရှိမှတရားကျင့်ပြီးတဲ့ပုဂ္ဂိုလ်ဒီဘယ်လိုပဲပြော10စက္ကန့်ဝင်သွားတဲ့ပုဂ္ဂိုလ်ဒီအိမ်ပြန်သွားရင်ဘဝပြောင်းသွားပါတယ်ဒီနေ့လဲကြားပါတယ်ဒီရောက်မှတကားတယောက်ကမောင်အမတွေနဲ့နေတာမောင်ကငယ်တော့အလိုလိုက်တာတော့အယက်သမားဖြစ်တော့ဘလို့မှချွတ်လို့မရဘူးအမတွေဆိုတော့မောင်ငယ်လေးတယောက်ဆိုအလိုလိုက်ထားတာအဲ့ဒါဦးဇင်းတို့နဲ့တရားလာခြင်းပြီးတော့အခုတော့အယက်မတော့တဲ့ပြင်တရားကြီးပဲအားထုတ်နေတယ်
တရားနာဖို့တရားအားထုတ်ဖို့ဦးဇင်းတို့ဒီရိတ်သာသွားပြီးတော့နော်ဝေယဝဆအလကားနေဆောင်ရွက်ဖို့ပထမတော့သူ့အမတွေကခဏပါနဲ့ကြည်နေတာတဲ့အခုတော့မြဲမြဲဆွဲအရင်လည်းမတော့တော့ဘူးအရင်အနံ့ခံလို့ကိုမရတော့အေးအဲ့ဒါကြောင့်မလို့ကုလို့ရသွားတဲ့ပုဂ္ဂိုလ်ကတော့ကုသွားတာကုလို့မရတဲ့ပုဂ္ဂိုလ်ကြတော့ဘလို့ဟောလွယ်နဲ့ကျင့်လို့မဖြစ်ပါဘူးမကျင့်နိုင်ပါဘူးလို့ပုံချလိုက်တယ်ဒီလောက်ကျမ်းသာကြီးမကျင့်ဘူးပြင်းထန်တဲ့နားတဲ့ဆင်းရဲတယ်နေပါစေဆိုတဲ့လွယ်နဲ့ပုံချလိုက်တာများတယ်အဲ့တော့တရားဓမ္မတွေအခုဦးဇင်းတရားလာဟောတယ်ဆိုတာကုလို့ရမလားလို့ကဲတင်လို့ရမလားလို့လာပြီးတော့ဟောခြင်းဖြစ်တယ်ဒါဆို2ကြိမ်မြောက်နောက်3ကြိမ်ကတော့မလာတော့ဘလို့ခေါ်ကမလာတော့အချိန်အားရရင်တူဦးဇင်းအခုတရားစခန်းနဲ့မလားတရားပွဲတွေလည်းဆက်တော့အတန်တွေလည်းနာလူကလည်းအခုအဖျားတက်ဓမ္မဂတိကအမတန်ပင်မန်းတယ်ဦးဇင်းကကမ္မထာနာစရိယောဓမ္မဂတိကဝင်းချုပ်ခံတယ်ခကြီးထွက်ဝင်းပြော့လို့မရဘူးပြက်လို့မရဝင်းချုပ်ခံတော့ဇက်တွေထုတ်ကောင်းတွေကြိုင်နှုံနေခဲ့အဖျားတွေတက်တောင်းရေချိုးမဲ့ဟာမချိုးရဲဘူးအေးပတ်သွားရင်တရားမောနိုင်မှာကြောင့်အဲ့ဒါနဲ့လှိမ့်ပိတ်ခံရတယ်အေးအဲ့ဒါဘာဖြစ်လို့လဲတဲ့ကုလို့ရမလားလို့လာကုကြည့်တာပါကယ်လို့ရမလားလို့လာကယ်ကြည့်တာပါခုနဦးစင်းကြွလာတော့ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေဆရာတော်မေတ္တာပို့တော့ခင်ဗျားတို့ကိုယ်ဆင်းရဲစိတ်ဆင်းရဲလွတ်လားလွတ်ပါဗျာဒါပဲနဲ့ကိုမလွတ်တာထားဆရာတော်တော့လွတ်စေခြင်းနဲ့သရာဆန္ဒနဲ့မေတ္တာမပို့ဘူးလားပို့ပါဗျာကိုအတွက်လားဆရာတော်အတွက်လားဆရာတော်လာဟောတာဘုရုအတွက်လေအဲ့တော့အပြန်လှန်ဟုတ်ပြီနော်ဦးစင်းကလည်းတရားဓမ္မတွေအတွက်ကယ်တင်ဖို့လာတယ်တရားဓမ္မတွေကလည်းဦးစင်းတို့သာသနာပြုတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်ရောစိတ်ကိုချမ်းသာပါစေဘေးရန်ကင်းပါစေလို့မေတ္တာပို့ကြတယ်ဒါပေမဲ့ခမရတို့ပို့တဲ့မေတ္တာကဦးစင်းရှိရောက်ချင်လဲရောက်ပဲမရောက်ချင်လဲမရောက်ဦးစင်းဟောတဲ့တရားလည်းခမရတို့နာနိုင်ရင်လည်းနာမယ်မနာနိုင်လည်းမနာဘူးလိုက်နာရင်လည်းလိုက်နာမယ်မလိုက်နိုင်လည်းမလိုက်နာဘူးပို့တဲ့ပုဂ္ဂိုလ်ကပို့ပြီးခံယူတဲ့ပုဂ္ဂိုလ်ကမခံယူရပါမလားမရပါဘူးအေးအခုလည်းဒီလိုပဲတဲ့တရားဓမ္မတွေကိုတဲ့ဦးစင်းကကယ်လို့ရမလားလို့လာကြတာငါမတတ်လို့ငါဟောတဲ့သဘောမျိုးမဟုတ်ပါဘူးတဲ့ဒုတိယပြီး2ကြိမ်မြောက်ကယ်ကြည့်တာပါကယ်လို့မရတော့တဲ့နောင်တကယ်လို့မရတော့တဲ့ခါကျတော့ဒီဝတ္တကြီးမြတ်စွာဘုရားရဲ့ရောက်ဖဒီဝတ္တမြတ်စွာဘုရားထံမှာမြတ်စွာဘုရားကိုယုံကြည်ပြီးတော့ကိုးကွယ်စည်းကပ်ပြီးတော့သာသနာပေါင်းတဲ့ယဟန်ဝတ်တော့သူကယူပဇံနေတဲ့သမရယာနိကနဲ့အဘိညာဉ်လောကီအဘိညာဉ်တွေရနေတကိုးထွားအဲ့တော့သူကတကိုးတွေလည်းရယဟန်လည်းဖြစ်တော့မြတ်စွာဘုရားရဲ့လက်ဝဲတော်ရန်လက်ရတော်ရန်ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလတတိသာဒီဝရကဘယင်သားအဲ့တော့ဘယင်သားလည်းဖြစ်တယ်ယဟန်လည်းဖြစ်တာရင်တူတူအဘိညာဉ်ရတာရင်တူတူတတိသားတွေကိုတော့လက်ဝဲတော်ရန်လက်ရောက်တဲ့အက္ခသာဝကမဟာသာကဝတွေဘွဲတွေပေးထားတယ်ငါတော့မပေးဘူးအဲ့လိုမပေးဘူးဆိုတော့သူမနာလောကီယဟန်ဆိုလိုတာတော့အဘိညာဉ်ပဲရသေးတယ်ဆိုတော့ဝိပဿနာမဟုတ်သေးဘူးအဲ့တော့မနာလိုစိတ်တွေပေါ်မလာဘူးလားပေါ်လာပါဗျာဂုံလိုခြင်းတဲ့စိတ်တွေမနာလိုစိတ်တွေမပြိုင်လိုဆိုင်လိုတဲ့စိတ်တွေအဲ့လိုပေါ်လာတော့မြတ်စွာဘုရားကိုသူ့ကိုတော့ဘာဖြစ်လို့အက္ခတာဝကမဟာတာဝကတဲ့မထည့်တာလဲထည့်ရင်ထည့်ရောက်ဖအရင်ခောက်ပဲဘင်းသားလည်းဖြစ်တယ်ရန်ချင်းတူတူသူ့ကိုအဲ့လိုအက္ခတာဝကမဟာတာဝကတဲ့နေရာပြရမှာလို့အဲ့လိုတောင်းတယ်တောင်းတော့မြတ်စွာဘုရားမပြီးဘူးဘာဖြစ်လို့လဲဆိုတော့အက္ခတာဝကမဟာတာဝကနဲ့တန်နဲ့ပါရမီမှမဖြည့်ခဲ့တာဘုပုဂ္ဂိုလ်တွေကတန်နဲ့ပါရမီတွေဖြည့်ခဲ့တဲ့ဆုတောင်းနဲ့ဆုတောင်းပြီးတော့တသိန်းချေချော
တသင်္ချေအကျော်ပါရမီဖြစ်ခဲ့တယ်ဒီအကြောင်းတွေကိုမကြည့်ပဲနဲ့ယာဓုလိုချင်တာကိုပဲမြင်ပြီးတော့ပုထုဇဉ်တလေးကြီးပေါ်မလာဘူးလားပေါ်လာပါဘူးပုထုဇဉ်တလေးကြီးပေါ်လာတာအဲ့တော့မြတ်စွာဘုရားရှင်ကတပ္ပိယုဒဉာဏ်နဲ့သိပြီးတော့ငကိုယ်တွေကပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေမို့လို့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကိုယာဓုပေးတာဖះကပေးခြင်းလို့ပေးတာလားပါရမီဖြည့်ခဲ့လို့ပေးရတာပါရမီဖြည့်လို့ပေးရတာပါဗျာဒါဟုတ်ဒီဝရကြီးမသိဘူးမှန်ပါဗျာဟုတ်ပြီနော်မှန်ပါဒါဖြင့်နောက်တော့ဖះကိုမကျေနပ်ဘူးမကျေနပ်တဲ့အချိန်မှာဖះကိုလှုပ်ကြံမယ်ဆိုပြီးတော့ဂိတ်စကုတ်တောင်မှာမြတ်စွာဘုရားဈဉ္ဉံကြတဲ့အချိန်ကြွတဲ့အချိန်မှာငါလှုပ်ကြံမယ်လူသူကင်းတယ်အဲ့တော့ဘာနဲ့သွားပေါင်းလဲဆိုတော့အဇာတတနဲ့သွားပေါင်းအဇာတတကဘယင်ဖြစ်နေတဲ့အချိန်မှာအဇာတတကလည်းဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ကာမဂုဏ်လွန်လွန်ကျူးကျူးလိုချင်ပြီးတော့ဘယင်ကြီးဖြစ်ခြင်းနဲ့မိဖုရားတွေနဲ့သူပြောခြင်းတဲ့ယရဏတိုက်ကြီးတွေယရဏတိုက်ကြီးတွေသူကပိုင်ဆိုင်တဲ့ဘယင်ကြီးဖြစ်ခြင်းနဲ့အမကြီးတွေမူကြီးတွေစစ်သူကြီးတွေတထေးတွေအဲ့ဒါကသူတို့ကိုအယိုးအဇာတတကိုယိုသေးပြီးတော့လေးစားဥဆိုင်ပြီးတော့ကြော့နေတာကြော့ခံလုပ်ချင်တယ်အဲ့တော့အဖေကိုမတတ်ဘူးလားတတ်ပါဗျာလောဘဒေါသမောဟမာနအာဃာတတရားတွေကြီးပွားလာပြီဆိုရင်ဒေါသောအထံနာဇာနာတိဒေါသကြီးလာပြီဆိုဘာမှမမြင်တော့ဘူးလောဘောအထံနာဇာနာတိအဖေကိုတတ်မယ်ဆိုလို့ရှိရင်အဝေစီကြမယ်ဆိုတာဇာတတသိရလားဘာဖြစ်လို့မသိကြလဲဆိုသူကဖះအောင်မကိုးွယ်တာဟုတ်ပြီနော်ဖះကိုမကိုးွယ်သူတော်ကောင်းနဲ့မပေါင်းသူတော်ကောင်းအဆုံးအမကိုနားမထောင်တဲ့အတွက်ကြောင့်ဘယင်စည်းစိမ်ကိုပဲလိုချင်ပြီးတော့ဂုံယူခြင်းတဲ့အတွက်ကြောင့်ဒီကြားထဲမှာသူကမိစ္ဆာဒိဋ္ဌိဖြစ်နေတယ်ဆိုတော့ဘုရားကိုမယုံကြည်ဘူးအဲ့တော့ကံကံရဲ့အကျိုးကိုလည်းမယုံဘူးတဲ့ဒီလိုတတ်လို့ရှိရင်တော့အဝေစီကြမယ်လို့သူမသိဘူးအဲ့နဲ့သူ့အဖေကိုခြေဘွားဓာခွဲပြီးတတ်တယ်သူဖြစ်ချင်းလာပြီဆိုရင်ကိုလိုချင်လာပြီဆိုရင်အာဟုသူကြောက်သေးလားမကြောက်တော့ဘူးတဲ့နော်ကိုကိုမွေးတဲ့အဖေအဲ့ဒီမတတ်ခင်မှာသူ့အမေကငါသားတဲ့မင်းငငယ်တုန်းကမင်းလက်မှာခုနာပေါက်မဲ့တယ်မင်းကြိုက်တော့អော်တယ်တဲ့အဲ့ဒါမင်းဖေကအဲ့ဒီခုနာကိုအာဘူးနဲ့တက်တာစေခြင်းတော့မင်းရဲ့လက်ညှိုးလေးကိုခုနာလက်ကလေးကိုအာကလေးမှာငုံထားတယ်ငါသားမင်းတတ်မှာတော့ကြည်တတ်ပေါ့မင်းဒီလောက်မေတ္တာကြီးတယ်ကိုယ်လည်းလူဖြစ်အောင်လို့မွေးထားတယ်မင်းလည်းတနေ့ဘယင်ဖြစ်မှာပဲဘာဖြစ်လို့ဒီလိုလုပ်မှလဲလို့အမျိုးမျိုးဆုံးမပင်နဲ့လောဘကာမမာနအာဃာတကြီးတော့လက်ခံလားလက်မခံပါဗျာလက်မခံဘူးအဲ့ဒီထဲမှာဒုဒကာဓမ္မတွေပါလားမပါဘူးအေးရှေ့ဆက်ဟောပြီရှေ့ဆက်ဟောရင်ပြီးမှာနော်အမှန်ခမည်းတော်ဟောမလို့စနေတာနော်အစပြိုးနေတာအဲ့လိုပုထုဇဉ်တို့သည်တဲ့ကိုလိုရာလောက်တော့မယ်ဆိုရင်ကိုလိုရာကိုအောင်မြင်ဖို့ပဲအရှက်မရှိအကြောင်းမရှိသိက္ခာမဲ့ဂုံမဲ့အပြစ်နဲ့တန္တရာဘေးဆိုကြီးရောက်ကြအောင်ရောက်အောင်ပို့နိုင်တဲ့ကံတွေလည်းကျူးလွန်တော့တာပဲတည်ငါတခဏချမ်းသာဖို့အတွက်ဟုတ်ပြီလားမှန်ပါဗျာအဲ့တော့ဒေဝရကအဇာတတနဲ့သွားပေါင်းတာသွားပေါင်းနေဆိုတာငါကွာတဲ့ငါဖះကိုတတ်မလို့ကွာအဲ့မှာတကိုးတွေအိဋ္ဌိပတ်တွေအမျိုးမျိုးဖန်ဆင်းကြတော့ငကားတွေအဲ့လိုဘလူးတွေအဲ့လိုဖန်ဆင်းကြတော့အဇာတတကလည်းကြောက်သွားတယ်အဇာတတကြောက်သွားတယ်ဒေဝရကဘာလုပ်ပြလဲတကိုးတွေအဇာတတကြောက်အောင်တကိုးတွေမပြဘူးလားပြပါရတယ်ကြောက်သွားအဲ့တော့မှအဇာတတကရှင်ဘုရားကိုတပည့်တော်ဆရာအဖြစ်တင်ပါမယ်အရှင်ဘုရားကတကိုးကြီးတဲ့ပုဂ္ဂိုလ်ပဲတဲ့အရှင်ဘုရားကလည်းကိုးကွယ်တိုက်ပါတယ်တဲ့ယနေ့ရစပြီးဘုရားတပည့်တော်ကိုတပည့်အဖြစ်မှတ်တော်မူပါဆိုတော့ဒေဝရကြီးသဘောကျမသွားဘူးလားသဘောကျပါ
ဘောကျသွားတယ်အဲ့လိုသဘောကျပြီးတော့မြတ်စွာဘုရားဂိဇ္ဇကုတ်တောင်မှာတရင်သုံးတဲ့အချိန်မှာတရင်သုံးဖို့ရှိတယ်အဲ့ဒါကိုကြိုတင်ပြီးတော့ကြောက်မောင်းဆင်ပြီးတော့တတ်ဖို့အတွက်အဇာတတနဲ့ကြံကြပါလေရောမကောင်းတဲ့လူကြီးမကောင်းတဲ့လူကြီးပေါင်းတော့ကောင်းတဲ့အကြံတွေကြံလားမကောင်းတဲ့အကြံတွေကြံလားမကောင်းတဲ့အကြံတွေရဲ့ရှေ့ဆက်ဒါယောဂီတို့ပိဋကကြီးဒီသဘောကိုကြည့်ပြီးတော့ငါတို့ကိုဟောတော့မယ်ဆိုတာတော့ပြောတာဟုတ်ပြီနော်အဲ့လိုနဲ့မြတ်စွာဘုရားဂိဇ္ဇကုတ်တောင်မှာဈဉ္ဉံကြွတဲ့အချိန်မှာကြောင်မောင်းဆင်ပြီးတော့ဖြုတ်ချရတာကြောက်တုံးကြီးကကွဲပြီးတော့ကြောက်စကလေးမြတ်စွာဘုရားချီမတော်သွားပြီးတော့သွားထီတော့သွေးကြမြတ်စွာဘုရားတော့တတ်နိုင်တဲ့ပုဂ္ဂိုလ်လောကကြီးမရှိအဲ့တော့ဒေဝဒတ်တီတဲ့ယဟန်လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့တပည့်လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုလည်းနာယူလို့သူလောကီပင်ရှင်တွေရမထားဘူးလားရထားတာတော့မှမြတ်စွာဘုရားကိုသူကယာတုလူတောင်းတာမတမယာယာတုတောင်းတာမရတော့မကျေနပ်ဘူးမကျေနပ်တော့ကျေးဇူးရဲ့လို့သိသေးလားဘုရားရဲ့လို့သိသေးလားယုံသူလိုပဲသိပြီးတော့မကျေနပ်ချမယ်ဆိုတဲ့သဘောမျိုးနဲ့ကြောင်မောင်းစင်ပြီးတော့မြတ်စွာဘုရားသေချောင်းကြံတာပဲဟုတ်ပြီလားမြတ်စွာဘုရားကိုသေချောင်းကြံတာဒါပေမဲ့မြတ်စွာဘုရားကဟဲ့ဒီဝရမင်းအဲ့လိုမလုံးနဲ့လို့တားလားဟဲ့အဇာတတမင်းပေါင်းတာဒီဝရကြီးရမင်းမှားနေပြီမင်းဆရာပေါင်းမှားနေပြီလို့မြတ်စွာဘုရားတားသလားတားလို့မရတဲ့မှန်သိလို့မတားတာပါတဲ့တကယ်တမ်းဆိုတော့ဒီလိုမဖြစ်စေချင်ဘူးကောဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့အဇာတတလည်းမွန်တယ်ဒေဝရလည်းမွန်ပြီးတော့မြတ်စွာဘုရားသေချောင်းကြံတယ်အဲ့ဒါသူတို့မြတ်စွာဘုရားအဆုံးအမကိုမနာခံမဲ့အပြင်မြတ်စွာဘုရားကိုတော့ပြန်ပြီးတော့မကောင်းကြံမကြံကြဘူးလားနောက်ဆုံးကြတော့သံဃာအသင်းခွဲတယ်နော်သံဃာဒီဝီနည်းတွေသူလိုချင်တဲ့ဝီနည်းတွေထပ်တဲ့ခိုင်းပြီးတော့ဘုရားကိုဝီနည်းတွေတက်ခိုင်းတယ်မြတ်စွာဘုရားလက်မခံတော့ဝီနည်းရာမှာလည်းလက်မခံတော့ဂိုင်းခွဲသွားသံဃာတွေခွဲထုတ်သွားတယ်ဟောတရားဓမ္မတွေမြတ်စွာဘုရားကိုယုံကြည်ပြီးတော့ကိုးကွယ်တဲ့ပုရုဇဉ်ယဟန်တွေကဒီဝရဂိုင်းခွဲတဲ့ပါမသွားဘူးလားဒီလောက်တက်တော်ထေရှာမြတ်စွာဘုရားကိုဖူးနေရတာတောင်မှဘာမဟုတ်တဲ့ဒီဝရကိုသွားပြီးတော့လူယုံထင်သေးတယ်ဒီဝရစကားနားထောင်သေးတယ်ဟုတ်ပြီလားဒါခမည်းတော်ကိုဟောမလို့ပြောနေတာဟုတ်ပြီလားနောက်တော့ပါဟာငါအထီးပြီဟာမပြောနဲ့ဟုတ်ပြီနော်အဲ့တော့ဒေါသောအထံလောဘအထံနာဇာနာတိမောဟအထံအာဇနာနာဇာနာတိလောဘဒေါသမောဟတွေမှုထွန်လာပြီဆိုရင်ကြီးထွားလာပြီဆိုရင်ဘာမှမမြင်တော့ဘူးသူလှုပ်ချင်လှုပ်တော့မှာပဲဟုတ်ပြီလားလောကမှာလည်းလောဘဒေါသတွေကြီးတော့ရံပြစ်ပြီဆိုထောင်မကလို့တန်းကြကြกว่าလို့မပြောဘူးလားငရဲကြီးတော့ငရဲလေးနိုင်တယ်လို့မပြောဘူးလားပြောတယ်ကြောင်းကြတော့လှူပါဆိုတော့မလူဘူးတဲ့မရှိလို့နဲ့အမှုဖြစ်တော့မှကြုံယုံပြီးတော့အကုန်ပေါင်းနှံရောင်းချပြီးတော့ရှေ့နေတွေကိုမပေးဘူးလားပေးပါပါအဲ့ဒီကြတော့မှပဲပေးတော့တယ်ကြံတဲ့အချိန်ကျတော့လူနိုင်သမျှမလူဘူးဒါပုရုဇဉ်တလေအခုတော့တန်ဃာလည်းအသင်းခွဲသွားတယ်မြတ်စွာဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကိုလည်းခွဲထုတ်သွားတော့ခွဲထုတ်ခံရတဲ့အလှည့်စားခံရတဲ့ဒီဝရကြီးရဲ့ဖြာယောခံရတဲ့ယဟန်တွေမှာလဲပုရုဇဉ်ယဟန်တွေမှာလဲမြတ်စွာဘုရားကိုအမုန်းပွားပြီးတော့ခွဲထွက်မသွားဘူးလားခွဲထွက်သွားပါဗျာအဲ့လိုပညာမနှဲဖို့လို့လေဟုတ်ပြီနော်ပညာမနှဲဖို့အခုလဲယောဂီတို့ကြီးပိဋကကြီးပညာမနှဲဖို့သတိထားပါဦးဇင်းတောင်နောက်ကြောင်းကြတော့ပြန်ဟောမှာမြတ်စွာဘုရားတတ်တော်ထေကြရှိတာတော်မှာသံဃာဒီကုဏဒေဝရတ်လို့ယဟန်ကမိမိတင်ပုံကံတာမဟုတ်ဘူးမိမိတင်မြတ်စွာဘုရားကိုတတ်ကြောင်းသေကြောင်းကြံတာနဲ့မဟုတ်ဘူးဖျားပေါ်၌ယုံကြည်လွဲသွားအောင်ကြံတဲ့သံဃာတွေပါဖျားရောက်ပြီးခေါ်မသွားဘူးလားခေါ်သွားပါဗျာနောက်ဆုံးတော့ဒေဝရတ်ကြီးအသက်ကြီးတော့အိုးလာတော့သူနောင်တရပြီနောင်တရတော့သူ့ရဲ့တပည့်တွေကပါသူ့ကိုထိုးကြိတ်
လက်သီးတဲ့ထိုးအဲ့လိုလှုပ်တော့ तू ကအိုသွားပြီဆိုတော့ तू မစွမ်းနိုင်တော့သူ့ကိုယ်သူမှားနောက်တော့သိမသွားဘူးလားသိပါပါဗျာဒီဝရကြီးနောက်မှ तू နောင်တရငါမှားပြီလို့သိတော့ကဲအဲ့တော့သူ့တပည့်တွေကိုငါ့ကိုထမ်းစင်နဲ့ဇီတဝန်ကျောင်းမြတ်စွာဘုရားရှိတဲ့နေရာကိုငါ့ကိုဆောင်ပေးပါဇီတဝန်ကျောင်းသားမှာရေကန်တကန်ရှိဟိုဒီမှာအိန္ဒိယဘုရားသွားဖူးတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒါရောက်ဖူးတယ်အဲ့ဒီရေကန်ရှိတယ်အဲ့ဒီနားမှာဒေဝရမြေမြူတဲ့နေရာဆိုတာလည်းအခုရှိတယ်မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ဟိန္ဒူနိုင်ငံလက်ခံပါမလားလက်မခံဘူးရှင်မမောက္ကလန်ကြီးခိုးသား900ရိုက်လို့ပြိဋိဘံပြုတဲ့နေရာတွေအခုချိန်ထိတတ်တတ်မတ်မတ်ကြီးတိုင်နေစိုက်ပြီးတော့မှတ်တမ်းပြုထားပါတယ်အခုတော့ဒေဝရကြီးမြတ်စွာဘုရားကိုပြန်ယုံကြည်ပြီးတော့မြတ်စွာဘုရားလာဖူးတာဇီတဝန်ကျောင်းပေးနာကံနာကြတော့ချကွာတဲ့ငါရေချိုးလိုက်အောင်မယ်ရေချိုးပဲဆိုပြီးအောက်လဲချလေရောမြည်မြူပါလေရောဗျာတက္ကရာကမတွေမကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ရဲ့ဇတ်သိန်းကန်းကနောင်တဒေဝရကြီးနောင်တရပြီမဲ့သူ့နောင်တကုစားလို့ရသေးလားမရပါဘူးမရတော့ဘူးဟုတ်ပြီနော်ဒါကုမရတဲ့နောင်တမြတ်စွာဘုရားကအကယ်၍ဒေဝရကြီးမြည်မမျိုးခင်ငါ့ဟုတ်တော့ဒေဝရကတော့ပြန်ပြီးတော့ယုံကြည်သွားပြီမြည်မမျိုးခင်ငါတရားသွားဟုတ်မယ်လို့မဟုတ်ဘူးဘုံလို့လည်းမဟုတ်ပါဘူးတဲ့မဟောတတ်လို့အဲ့တော့အဲ့ဒီဒေဝရရဲ့သူတော်ကောင်းပြစ်မှားတဲ့ဘုရားစာရှိတဲ့သူတော်ကောင်းတန်ဃာတွေအသင်းခွဲတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာမတရားဖို့တရားဘလို့မှမရတော့ဘလို့ပဲကုသူတို့ရဲ့တောင်တရပါတော့လေသူတို့ရဲ့တောင်တကုလို့ရသေးလားမရပါဘူးမြတ်စွာဘုရားဆိုတာအရိယာကိုပြစ်မှားတာလည်းပါတယ်ဘုရားကိုပြစ်မှားပါတယ်မိမိရဲ့ဆရာကိုပြစ်မှားတာရောတန်ဃာအသင်းခွဲတာဟောဆိုအောက်ကုသူတွေများမသွားဘူးလားများသွားတယ်အဲ့ဒါကကုမရတဲ့နောင်တအဲ့ဒါသူနဲ့အကြံတူဉာဏ်တူဒေဝဒကတော့အဇာတတကလည်းတနေ့ကြတော့သူလည်းနောင်တရပြီးတော့ပူပြီတဲ့ငါအဖေကိုတတ်ခဲ့တာမှားပြီသူသိလာတော့တနေ့တစောင်းမလာပြီနက်ခတ်စုံတဲ့နေ့မှာအမကြီးတွေခြံရံတရေတွေခြံရံပြီးတော့အမကြီးတို့ဒီနေ့ညဘယ်လိုပညာရှိများကိုစီးကရမလဲလို့အဲ့လိုပြောတဲ့အခါကျတော့ဒီပြင်ပုံနာတွေကဒီပြင်ဒိဋ္ဌိဆရာကြီးတွေနဲ့ညွှန်းနေပေါ့အဲဇာတတကငါတီးပြီးငါမေးတဲ့မေးခွန်းကိုသူတို့ဖြေတာငါသဘောမကျဘူးငါမေးတာတခြားသူတို့ဖြေတာတခြားပဲအဲ့ဒီမှာဇီဝကရောမပြောဘူးဇီဝကမြတ်စွာဘုရားရဲ့တပည့်သောတာပန်ဇီဝကမပြောဘူးဟိုပညာဟိုပုံနာတွေကဗျမနပုံနာတွေဆိုတော့သူတို့ဗျမနဆရာဒိဋ္ဌိကြီးကိုပဲကောင်းကောင်းပြောတာဒါပေမဲ့အဇာတတကတို့ဘုရားကောင်းပါတယ်လို့ဝင်ပြီးတော့မပြိုင်ပြောဘူးတဲ့ပြိုင်မပြောဘူးငြိမ်နေပညာရှိများသူတော်ကောင်းများဘလို့ကျင့်သုံးလဲဆိုငြိမ်နေအဲ့တော့မှအဇာတတကဟဲ့ဇီဝကမင်းမပြောဘူးလားကွာတဲ့မင်းဆရာရှိတာမှန်လားပါဗျာဘုရားတပည့်တော်ရဲ့တရက်ဥယျာဉ်မှာမြတ်စွာဘုရားရှင်တန်ဃာတော်များနဲ့1000ကျော်နဲ့ရှိပါတယ်ဗျာအရှင်မြတ်ကြွပဲဆိုစီစဉ်ပေးပါမယ်ဗျာဆိုတော့အဲ့မှာစေတမြင့်တဲ့တဲ့အမကြီးတွေစစ်သူကြီးတွေခြံရံပြီးတော့ဇီဝကဥယျာဉ်ကိုသွားတာအနာရောက်ခံနီးတော့အဇာတတကဟဲ့ဇီဝကမင်းငါ့ကိုရန်သူလက်ထဲထည့်ပေးဖို့လားတဲ့ဒီလောက်တန်ဃာတွေ1000ကျော်ရှိနေ6ဟန်တန်ခြေတန်လက်တန်တပိတ်တန်ခွတ်တန်ကြားမှာဗောတဲ့ဘာသာမှလည်းမကြားဘူးမလားပါဗျာရှေ့တာဆက်ကြွပါဗျာဘာမှမပူပါနဲ့ဗျာဆိုတော့ရှေ့ဆက်ကြွပြီးတော့တရက်ဥယျာဉ်နဲ့လည်းဝင်လိုက်ရောယဟန်တော်ပေါင်း1000ကျော်ဇောင်းမိုးလာပြည့်ဝလင်းထိန်နေတဲ့လက်ရိပ်အောက်မှာယဟန်တာတွေကတမ္မာပဝင်စားနေကြတယ်တမ္မာပဝင်စားနေတော့ဗဇက်ကလည်းဘာမှမပြောတော့ဘာနဲ့ဘာရတာဘာတန်ဘာမှလည်းမခံစားတဲ့ပြင်တမ္မာပဝင်စားတဲ့ခန္ဓာအိမ်ကလည်းကြောက်တုံးကြီးလို့တင်းကုတ်တုံကြီးလို့မလုပ်မရှိဘူးတရားဓမ္မတွေသူတော်ကောင်းတွေကရှိလုံးလက်လုံးဗဇက်ကလည်းဟိုပြောဒီပြောမျက်လုံးကလည်းဟိုကြည့်ဒီကြည့်အဲ့လို
ပါဇက်ကသူ့အကြောင်းငါပြောငါအကြောင်းသူပြောသူ့မကောင်းကြောင်းပြောငါမကောင်းကြောင်းပြောကိုအကြောင်းပြောနော်စစ်ထိုးတဲ့အကြောင်းပြောနိုင်ငံရေးအကြောင်းပြောရှောက်ပြောသလားဘာဖြစ်လို့လဲဒါတွေကဟိနောယုံညံ့သောဂံမောအယတ္တာရိတာသုံးတာဟုတ်ပြီလားပုထုဇဉ်အယတ္တာတွေကအလုံးမရှိရင်အလုံးရှာတဲ့ပြဿနာတစ်မျိုးရှာပြီးအဲ့ပြဿနာတစ်မျိုးသူ့ပြဿနာငါပြဿနာနဲ့ပြဿနာအကြောင်းထိုင်ပြောနေသူမကောင်းကြောင်းကိုမကောင်းကိုကောင်းလားမကောင်းလားထဲမတွက်ဘူးသူများမကောင်းတာပဲရှောက်ပြောတယ်နော်အခုတော့သူတော်ကောင်းများကတိတ်ဆိတ်ငြိမ်သက်တယ်ကာယကံဝစီကံမနောကံတို့ငြိမ်သက်ပြီးတော့တမ္မာဘဝင်စားနေတော့နိဗ္ဗာန်ကိုအောင်ပြုနေတော့ငြိမ်ချမ်းပြီးတော့ငြိမ်သက်မနေဘူးလားငြိမ်သက်နေပါဗျာပုထုဇဉ်အလေးအထနဲ့အရိယာအလေးအထမကွာဘူးလားကွာပါဗျာငြိမ်သက်နေတယ်တဲ့သူတော်ကောင်းတွေကဘာမှမပြောဘူးငြိမ်သက်နေတယ်ဟုတ်ပြီလားမှန်ပါဗျာအဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်ရှေ့တော့ခေါ်သွားပြီးတော့အဇာတတကဩတန်ဃာတော်တွေငြိမ်းချမ်းစီလားငြိမ်းချမ်းလီစွာငါရဲ့သားလေးလည်းဒီလိုပဲငြိမ်းချမ်းပါစေအဖေသတ္တဝါတော့သတ်ပြီးတော့ဟုတ်ပြီနော်မိဖုရားတွေနဲ့ပြောခြင်းနဲ့နော်ကာမဂုဏ်တွေအမျိုးမျိုးခံစားခြင်းနဲ့အမျိုးမျိုးဖူးမြော်ရင်းကိုခံစားတယ်ငါတိုင်းပြည်မှာငါတဲ့ကြီးတဲ့လူမရှိဘူးငါဘိုးပဲဆိုတဲ့မာမာနစိတ်တွေနဲ့အဖေကိုမှုံပြီးတော့တတ်ခဲ့တာအခုတော့သူမှားပြီလို့သိတယ်အခုကြတော့မှသူ့သားလေးကိုလည်းငြိမ်းချမ်းပါစေလို့မေတ္တာပို့တယ်သူ့အဖေတုန်းကသူ့ရဲ့အနာတုန်းကဗဇတ်တဲငုံတော့ဗဇတ်တဲမှနေပြည်ပေါက်မသွားဘူးလားပေါက်ပါပါဗျာပေါက်တဲ့ပြည်ကိုထွေးထုတ်လာမြူချဟုတ်ပြီနော်မြတ်စွာဘုရားရှင်တရားဟောလိုက်တယ်မဟောခင်မှာအဇာတတကဘာမေးလဲတက္ကရာကမတွေသိရေးကြီးတယ်အရှင်ဘုရားတဲ့လောကမှာအလုံးလို့ရင်ယနေ့အလုံးလို့ရင်ယနေ့အကျိုးရှိတယ်ဗျာတဲ့အရှင်ဘုရားယဟန်ဝိတ္တော့ဘာအကျိုးရှိလဲယဟန်ဝိတ္တော့ဘာအကျိုးရှိလဲတက္ကရာကမတွေအဇာတတမြတ်စွာဘုရားကိုဘာလျှောက်လဲယဟန်ဝိတ္တဘာအကျိုးရှိကဲအဲ့ဒါကိုဦးဇင်းနောက်မှဟောမယ်အဲ့ဒီလေမြတ်စွာဘုရားဟောတဲ့တရားအဆုံးမှာအဇာတတအကယ်၍အဖေကိုယ်တော်မတတ်ခဲ့ဘူးဆိုရင်တရားရဲ့အဆုံးမှာအရဟတမေကူတယ်အဇာတတကအယံတရာကြီးမြတ်စွာဘုရားကိုဖယားမှန်ဆရာမှန်ကိုးကြရမှန်သိမသွားဘူးလားအရင်တော့ကတော့ဒေဝရကြီးကိုသူဆရာထင်ခဲ့တာကိုအခုတော့ဟုတ်သေးရဲ့လားဟုတ်ပါဘူးသတိထားမနော်အခုတော့ဖယားစစ်ဖယားမှန်ဆရာစစ်ဆရာမှန်အဲ့လိုအမှန်သိသွားတဲ့အခါကျတော့ယနေ့ကစပြီးဘုရားတပည့်တော်ကိုဥပဒကာအဖြစ်မှတ်တော်မူပါဗျာအဲ့မှာမြတ်စွာဘုရားကတပည့်ကိုဟောတယ်အကယ်၍အဇာတတကဖေကိုမတတ်ကလို့ဆိုရင်တဲ့အရဟတမေကူတယ်အဇာတတကမြတ်စွာဘုရားကိုဘလောက်ကြည်ညိုသလဲဆိုရင်မြတ်စွာဘုရားပြိဋိဘံပြုတော်မယ်ဆိုတော့အမတ်ကြီးတွေကလျှောက်တော်မယ်ဆိုတော့မှန်လားပါဗျာတရင်တူလျှောက်အောင်မှာမို့လို့တရင်တူလျှောက်အောင်ပါမယ်ဗျာဆိုကဲလျှောက်ဆိုတော့ဒီလိုလျှောက်တင်လို့မရပါဘူးတဲ့ထောပတ်ကံ၃ကံလုပ်ပြီးတော့မှထောပတ်ကံနဲ့ဆင်းပြီးတော့မှလျှောက်လို့ရမှာတဲ့အဲ့တော့ထောပတ်ကံတကံနဲ့ကိုဆင်းတယ်ကဲအမတ်ကြီးတွေလျှောက်တော့ဆိုတော့မှန်လားပါဗျာမြတ်စွာဘုရားပြိဋိဘံပြုပါပြီဗျာဆိုတော့သောကမီးကြောက်တာတကူလုံးပူသွားတာထောပတ်တွေအခိုးထွက်ပြီးပူလာစူတက်ဖီဘူမျိုးကပုံကိုယ်တွေဘုရားကိုအဲ့လိုကြည်ညိုတဲ့ပုံရှိလားမရှိပါဘူးမဟုတ်ပါဘူးရှိလားလို့မေးရှိတာဟုတ်ပြီနော်အဲ့ဒါဒုတိယတကံကိုဆင်းအမကြီးတွေပြောပါဦးမှန်လားပါဗျာမြတ်စွာဘုရားရှင်ပြိဋိဘံပြုပါပြီဗျာဆိုတကသတိမေးလိပြီးတော့ကမိတောက်ထောပတ်တွေအခိုးတွေထွက်အဲ့လိုရှောက်ရသို့တော်လည်းပဲတဲ့အဇာတတရဲ့နောင်တကကုစားလို့ရသေးလားမရပါဘူးကုစားလို့မရတော့ဟုတ်ပြီနော်ဒေဝရကြီးလည်းမြေမျိုးသွားတယ်နောင်တရပြီနဲ့ကုစားလို့မရသလိုနော်ဆရာပေါင်းမားတဲ့အဇာတတကလည်းကုစားလို့မရတော့ဘူးဒေဝရကဘုရားနဲ့မတွေ့သို့တော့အဇာတတကမြတ်စွာဘုရားရှင်နဲ့တွေ့ပြီးတရားတော်နာတယ်ဒါပဲနဲ့သူတို့ကတော့အကုန်လုံးကသူတို့နှစ်ဦးလုံးကကဘာတသိန်းကျော်မှာသူတို့ပြစ္ဆေကဗုဒ္ဓယန္တာတွေဖြစ်မှာအခုတော့မဖြစ်ဘူးဘာဖြစ်လို့ဖြစ်မှာလဲတဲ့အဇာတတကပထမယဟန်ဝတ်တဲ့သိမ့်တက်တယ်ယဟန်ပိသတဲ့229သိက္ခာပုဒ်ပြည့်စုံတဲ့ရှင်ယဟန်ဖြစ်တဲ့အဲ့ဒီကောင်းကျိုး
မြတ်စွာဘုရားကိုတရားသံဃာကိုယုံကြည်တဲ့ကောင်းကျိုးတရားတော်ကိုကျင့်တဲ့အဘိညာဉ်ကျင့်ထားခဲ့တဲ့သီလသမာဓိကောင်းကျိုးအဲ့ဒီကောင်းကျိုးနဲ့မြတ်စွာဘုရားဘုံမှာပြန်ပြီးတော့ပြန်ယုံကြည်တဲ့ကောင်းကျိုးတွေကြောင့်ကဘာတသိမ်းမှာပြည့်စည်ကဗုဒ္ဓရဟန္တာဖြစ်မယ်အဇာတတလည်းဒီလိုပဲဖြစ်မယ်သို့တော်လည်းပဲဒီသာသနာမှာတော့ကုစားလို့မရဘူးကဲပြောတော့ရွှေဘိုမြို့ကပုဂ္ဂိုလ်တွေလည်းကုစားကြည့်ရအရင်တစ်ပတ်ကဦးစင်းလာပြီးတော့ကုတာဦးစင်းကတရားကျင့်မှုပြောတော့ဦးစင်းကျင့်မဲ့ရိတ်တာကိုတရားလာထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်မရှိဘူးနော်အေးအဲ့တော့ရွှေဘုံမျိုးကပုဂ္ဂိုလ်ကြီးကုစားလို့မရတဲ့နောင်တထဲမှာမပါပါနဲ့ဟုတ်ပြီနော်အလွန်အရေးကြီးတယ်ဦးစင်းရဲ့အဲ့ဒီမေတ္တာကမိုးလေးမိုးချုပ်နေတိုင်းအချိန်နဲ့တပြေးညီဆိုသလိုမြတ်စွာဘုရားဦးစင်းလိုငပါမွားပဲမြတ်စွာဘုရားဆိုဘလောက်ကြီးတယ်လေးသိချင်းကွာတည်းပါရင်ဖြစ်လာဦးစင်းတော်မှာဒီစိတ်ကြီးကဖြောက်ဖြစ်လို့လည်းမရဘူးစမ်းကြီးလို့တသွင်းသွင်းထွက်ကိုကတော့စိုးရင်လိုက်တာစိုးရင်နဲ့ကျမကြီးတင်းထဲမှာကျုပ်တွေဥတော်အိရှင်ကကျုပ်တွေနှုတ်ပြီးဘေးဥတွေထဲအကောင်ပေါက်လိုက်တဲ့ခါကျတော့ဘေးလေးတွေကသူ့ရဲ့သဘာဝတိုင်းရေထဲသွားတော့ကျမကြီးကရင်းနှီးမှကြောက်လို့ရေကန်ဘေးကနေတကော့ကော့နဲ့လှည့်ပြီးអော်တာသွေးတာထွက်သွားမယ်ဘေးလေးတွေအပေါ်တက်ပါမလားမတက်ပါဘူးခမရတို့ကဘယ်မျိုးလားကြက်မျိုးလားမသိပါဘူးရွှေဘုံရလူတွေကဘယ်မျိုးလဲဦးစင်းတို့ကတော့ကျမကြီးလိုပဲတကော့ကော့နဲ့អော်ခေါ်ပါတယ်အခုလည်းအသံအိုးတွေနာနေတယ်ဟုတ်ပြီနော်အသံတွေမကောင်းတော့အဲ့အသံတွေပိတ်ဆို့တဲ့အထဲဟာတွေလည်းရောင်းနေလားမသိပါဘူးဦးစင်းကဟောရင်ယုံခွေးလိုက်သလိုအတင်းဟောတာဘာညာမသိအနာကပ်နေတဲ့တရားဓမ္မလည်းသွန်းလာကြလဲအတင်းអော်ပြောတာအဝိဇ္ဇေမဟုတ်အနာကပ်တော့အတင်းပြောတာပြီးတော့မှဟာငါများသွားပြီဘာဖြစ်လို့လဲဆိုတော့မေတ္တာစေတနာဂိတာဘာမေတ္တာစေတနာဂိနာလဲလို့မေးရင်သာသနာတော်ကြီးဒီလောက်ကိုယ့်လက်ထဲရောက်နေပါလေနဲ့အဲ့ဒါကြီးခွတ်မောက်ပြီးထားရတာအံ့ရောအခုတရားနာတဲ့ပိဋကကြီးအပေတကာပိတ်ပြီးလို့ကိုယ့်ကိုအာမခံနိုင်ရဲ့လားအဲ့တော့ဖြေနိုင်တယ်နော်အဲ့တော်တော်ကြောက်စရာကောင်းတယ်အဲ့တော်တော်ကြောက်စရာကောင်းတယ်သူများကပြောတာမဟုတ်ပါဘူးတဲ့မိမိကိုယ်ကိုမိမိဝန်ခံနိုင်တယ်ဘုရားတပည့်တော်အပေလေးပါမလွတ်ပါဘူးမလွတ်သေးပါဘူးလို့ဝန်ခံတယ်ဝန်ခံနိုင်တဲ့တတ္တိရှိတယ်တရားဓမ္မတွေမကြောက်ဘူးလားဟောမကြောက်ဘူးတဲ့စိတ်နေတာဒီဝန်ခံခြင်းမကြောက်ဘူးလားဆိုမကြောက်ဘူးလို့ပြောတယ်ပါဇက်နဲ့မပြောတော့ငြိမ်းနေတော့မကြောက်ဘူးပေါ့ဟုတ်ပြီလားတရားဓမ္မတွေအပေလေးပါကြမှာကြောက်လားမကြောက်ဘူးလားကြောက်ပါဗျာခုမှပဲအတန်ထွက်မကြောက်ဘူးတဲ့မြတ်စွာဘုရားကဘာဟောလဲဟိရိအရှက်ဩတ္တပအကြောက်အရှက်အကြောက်ရှိရမယ်လို့မဟုတ်ဘူးလားဟုတ်ပါဗျာရွှေဘုံမျိုးကလူတွေကအရှက်ကြောက်ရှိလားရှိပါဗျာဟောအတန်ပြောက်သွားပြီအဲ့တော့အရှက်အကြောက်ဒါဦးဇင်းတရားဟောတာဘယ်ရောက်မှမသိဟောတာရောက်ချင်နေရရောက်သွားတယ်ဒါပဲနဲ့ဟောတယ်ကရီမန်းချက်ကတော့ဒါပဲကောင်းပြီရွှေဘုံမျိုးကလူတွေအဘိညာဉ်တကူကြီးတဲ့ယဟန္တာတစ်ပါးကနေပြီးတော့အဘိညာဉ်နဲ့လက်ညှိုးထိုးပြလိုက်ကဲမင်းတို့မျိုးကလူတွေသိရင်ဟာဒီငရေရောက်တော့မယ်လို့ထိုးပြရင်ခင်ဗျားတို့ဘယ်နဲ့နေကြောက်ပါဘူးကြောက်တယ်အခုကျုပ်ကလည်းထိုးမပြနိုင်ဘူးဟုတ်ပြီနော်ဦးစင်းကမထိုးပြနိုင်တော့ခင်ဗျားတို့ကမမြင်တော့ကြောက်သလားမကြောက်လို့အပေလေးပါမလွတ်သေးဘူးဆိုတာလွတ်အောင်မလွတ်ထားတာဘာဖြစ်လို့လဲအပေလေးပါကြမှာမကြောက်လို့ဒီဦးနိုင်ငံမှာမထေရဘာတရားဟောတာတရားဟောရင်းနဲ့အခုလိုရက်တကင်ထားတာရက်ကိုကင်ထားရင်းနဲ့တရားဟောနေရနေပြောအဲ့တရားနာတဲ့ပိဋကကြီးကိုအပေါ်ရက်တောင်လေးခတ်ပြလဲတရားနာတဲ့ပိဋကကြီးနတ်ပြည်6တာအကုန်မြင်ရဟာနတ်သားတွေနတ်သမီးတွေဒီလိုချမ်းသာပါလားသီလကုသိုလ်ဒါနကုသိုလ်ဘ
ဘာဝနာကုသိုလ်တွေဒီဘုံဒီမှာဒီလိုချမ်းသာတွေခံစားနေရပါလားလို့မြင်တယ်အဲ့ရနေပြီးတော့ဘေးကိုခတ်ပြလိုက်လို့ရှိရင်တရားနာတဲ့ပြည်သားကြီးဘေးမှာပိဋ္ဌာတွေတစီတွေဝန်းရံနေတာတွေ့ရတယ်ပိဋ္ဌာတွေတစီတွေအာကုသိုလ်များပြီးတော့အပယ်လေးပါးကြာနေတာကိုကိုလိုကြီးတွေ့မသွားဘူးလားတွေ့သွားတယ်အဲ့ဒီကနေပြီးတော့တရားဟောတာအောက်ဘက်ကိုရက်တောင်ခတ်ပြရင်တရားနာတဲ့ပုဂ္ဂိုလ်တွေကငရေကြီးရှစ်ထပ်အကုန်လုံးမြင်ရတယ်တဲ့မကြောက်ဘူးလားကြောက်ပါဗျာအခုကကြောက်ကအဘောခတ်လို့လည်းဘာမှမပြနိုင်ဟုတ်လားဘွေးခတ်လည်းမပြနိုင်အောက်ကလည်းမပြနိုင်ဟုတ်ပြီလားအဲ့တော့ပြိဿကြီးရောကြောက်ရဲ့လားကြောက်ပါဗျာစဉ်းစားမှတော့အလွန်အရေးကြီးတယ်အလွန်အရေးကြီးတယ်ထမိန်ဆုံးနဲ့နေရပါသည်အင်ကြီးဂျိတ်ထိုးနဲ့ဖဏဂျိတ်ထိုးနဲ့နေရပါသည်ထလက်တဲနဲ့ကျန်း9ချောင်းနဲ့နေရပါစေအပယ်လေးပါလွတ်ဖို့တော့မလိုဘူးလားလိုပါဗျာလိုတယ်အဲ့တော့အပယ်လေးပါလွတ်အောင်မကြည့်မဲနဲ့လိုပါတယ်ဘုရားဆိုနဲ့ပြီးပါမလားမပြီးဘူးအကယ်၍ဒီလူလောကကြီးမှာလူတယောက်ကအမှတ်မထင်နော်လူသတ်လိုက်တယ်ဆိုတော့သူ့ကိုအပြစ်ပေးလိုက်တာသူ့ကိုလည်းပြန်ပြီးတော့ကျိုးစင်တရားမယ်ဆိုပြီးအမိန့်ချတော့ထိုပုဂ္ဂိုလ်ဘယ်နဲ့စိတ်ချမ်းသာသေးရဲ့လားချမ်းသာပါဗျာကြောက်မနေဘူးလားကြောက်နေပါဗျာဟုတ်ပြီအဲ့ဒီလိုမိမိအမိန့်ကြပြီသတ်ကွင်းတရတော်မယ်ဆိုတော့ကြောက်နေတယ်တကယ်အမိန့်ကြပြီဆိုတော့မရတော့ပါဘူးဆိုဒီပုဂ္ဂိုလ်အမြဲတမ်းကြောက်မနေဘူးလားကြောက်နေပါအဲ့လိုမှမဟုတ်ဘဲနဲ့မကြောက်ဘူးပဲနေတယ်ဆိုတာတရားဓမ္မတွေတကယ်ကိုအပေလေးပုံရဲ့ဒုက္ခကိုခမရတို့မမြင်သေးလို့နော်ဦးဇင်းတို့ကဒီဟာတွေကဟိုကျောင်းသားဘဝတွေကမြင်တာနော်ကျောင်းသားဘဝတွေကအဖေပေးလိုက်တဲ့ပရိကိုယူသည်လေးတော့စိတ်တော့ကျောင်းသားဘဝတွေကတမာရီတွေရည်သမထနမိတ်တွေပေါ်နေပိဋ္ဌာတွေတစေတွေတရေတွေကြညံ့နေသူတို့အတန်နေလဲအော်ခေစူးညံ့နေတာပဲအကုန်ကြအဲ့တော့တောင်ဝေကမရဘူးကောလူဘဝသည်လို့ပိဋ္ဌာဖြစ်တယ်ဗါတယ်မသိပါဘူးဒါတွေမြင်တာပဲသိပါတယ်အခုကြတော့မှလူလောကကြီးမှာတဏီကုံဆန်တစုံနဲ့တန္တရာဘေးအိုနာတိဒုက္ခဘေးကိုမေ့လျော့ပေါ့ဆဆနဲ့အဲ့ဒီလိုနေပြီးတော့အချိန်ဖြုံးသွားတဲ့ပုံကိုယ်ရဲ့လာရကအဲ့ဒီလိုနေရပါလားသိသွားပြီလွယ်နဲ့လူပြန်ဖြစ်ဖို့မလွယ်သလိုလွယ်နဲ့အပယ်လေးပါလွတ်ဖို့မလွယ်ဘူးဒါပြင်းနဲ့အခုတက္ကရာမတွေကကုစားရင်တကယ်၍လိုက်နာမယ်ဆိုရင်ကုစားရင်မရဘူးလားရပါတယ်ဖေရလို့လျှောက်ထားပါလေနဲ့မိမိကိုမိမိမကုတ်စားဘဲနဲ့နေမယ်ဆိုရင်သေကံလေးကြတော့နောင်တရပြီငါတို့အသိဉ္ကုဆရာတော်ကဒါတပြည့်ဆရာတော်လည်းဟောမှာပါသေဘေးနဲ့တန္တရာဘေးလွတ်အောင်ယုံညာလို့ကျွတ်အောင်ယုံညာလို့ပြောခဲ့တာငါမထီလေးစားမထီမဲ့မြင်အချိန်ဖြုံးပြီးတော့ကာမဂုဏ်ရှိတန်းတင်ပြီးနေခဲ့တဲ့အတွက်ကြောင့်သေခြင်းမလားသေရပြီးတော့ပူတယ်ဆိုရင်ဟိုကငရဲပြင်ကြီးပေါ်လာပါလိမ့်မယ်မီးပြင်ကြီးမျက်စိမဆုံးမတုံးမီးပုံမီးပြင်ကြီးမီးပင်လေကြီးနော်ဒလိန်တုံးနေတဲ့ခုနထုရိုက်တဲ့ခံရတဲ့နော်ငရဲပြည်တွေနေငရဲခွေးတွေစသဖြင့်ပေါ့လမ်းကြီးတွေမင်းကြီးတွေအဲ့ဒီလိုနဲ့မြင်လာပြီတဲ့အောက်နဲ့ဆိုရင်လည်းအဲ့ခုနမြင်ပြီးစူးတဲ့ဆိုလို့ရှိရင်လှန်နဲ့ဓာတ်နဲ့ငရဲသားကြီးတွေမြင်ပြီကြိုက်တဲ့ဆိုငရဲခွေးတွေပေါ်ပြီအဲ့ဒီချိန်ကြာမှနောင်တရနေတော့အဲ့နောင်တကုစားလို့ရပါမလားအေးအဲ့ဒါကြောင့်မလို့လူမိုက်နောင်တကုစားလို့မရဒါပြည့်နဲ့ဒီမှာရှိတဲ့တရားဓမ္မတွေကတကယ်လေးစားလိုက်နာပြီးကုစားမယ်ဆိုရင်မရဘူးလားရပါဘူးဗျာရတယ်ဒါပြည့်မိုးကုတ်ဆရာတို့ရပါဟောလေနော်ခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ပျက်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမေ့မလျော့နေကြဆရာတော်ကြီးတရားလက်ချင်းနဲ့အဘိဓမ္မာတွေလည်းတတ်တော့အဲ့ဒါတွေအကုန်အနှစ်ချုပ်ပြီးတော့အဖြေထုတ်သွားတာယုံနာချုပ်ကန်ဒီမှာခန္ဓာဝန်ချကန်ဒီမှာခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ပျက်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမေ့မလျော့နေကြကဲတရားဓမ္မတွေပြန်ပြောပါဦးခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ပျက်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမေ့မလျော့နေကြ
စဉ်းစားမယ်နော်သူတော်ကောင်းတွေပူလွန်းလို့ပူတယ်ဆိုတာခမရတို့အတွက်နောင်ရည်စိတ်မေးလို့စိတ်မချလို့ပေါ့ဗျာနော်ဒီခန္ဓာကြီးရှိနေမယ်ဆိုရင်အောက်ကဖောက်ပြန်တဲ့ဝေဒနာတွေတော့ရှိမနေဘူးလားအဲ့ဒီဝေဒနာတွေကဒုက္ခသဘောဆောင်လားဒုက္ခသဘောဆောင်လားအဲ့ဒီဒုက္ခဘယ်သူကပေးတာစဉ်းစားအောင်အမေဖေးပေးတာလားအမေဖေးရဲ့သားသမီးတွေတော်ဒုက္ခပေးတယ်တဲ့အဲ့ဒီဒုက္ခပေးတဲ့ကောင်မွေးထားတာအမေဖေးမွေးထားတာမဟုတ်လားအဲ့ဒါဘယ်သူကဒုက္ခပေးရလဲဘယ်သူမှမဟုတ်ပါဘူးတဲ့ကိုယ်ဒုက္ခနဲ့ကိုယ်ပါဟုတ်ပြီလားမှန်ပါဗျာအမေဖေးကတော့ဒီသမီးလေးဒီသားလေးမွေးမယ်လို့စီမံကိန်းရှိသလားရှိပါဘူးကံကိုင်းအကျိုးတွေဟုတ်ပြီနော်သူကံနဲ့သူခန္ဓာဖြစ်ကြသူကံနဲ့သူခန္ဓာဖြစ်တော့ကံကတူရမှာအကျိုးပေးကြတာကံသာလင်အမိကံသာလင်အဖပါတဲ့မိမိရဲ့ကိုယ်မွေးတာမိမိခန္ဓာကြီးကိုဖြစ်အောင်ဖန်တီးတာဘာဖန်တီးတာကံကဖန်တီးတာအဲ့တော့ကိုယ့်ရဲ့ဒီလူလောကကြီးမှာရှိတဲ့ပခုံးနဲ့ပကြားခေါင်းပေါက်တဲ့အမေဖေကိုပြောတာလားမိမိပြုတဲ့ကံကိုလားဒါပေမဲ့ဒီဘဝမှာရှိတဲ့အမေဖေเจ้าဆိုလို့ပြောလို့ရပါမလားမရပါဘူးဘာကြောင့်လဲကံကြောင့်ဒီကံဘယ်သူပြုတာမိမိပြုပါဘူးအဲဆိုကိုပြုတဲ့ကံသာလင်ကို့ဖေပါပဲကိုပြုတဲ့ကံလားကိုပြုတဲ့ကံသာလင်ကိုယ့်ရဲ့အဖေပါပဲဟုတ်ပြီလားမှန်ပါဗျာအေးအဲ့တော့တရားဓမ္မတွေကိုပြုတဲ့ကံကကိုယ်ကိုတိဆောက်တယ်တိဆောက်လို့ရတဲ့ခန္ဓာကြီးကစက္ကန့်မချဘာတွေပေးနေလဲဘာတွေပေးလဲအချစ်ဒုက္ခလေကြောင်းနေတယ်နာဒုက္ခတွေပေးတယ်ဒုက္ခရတော့ဒုက္ခရတော့ဒုက္ခဝေဒနာပေါ်မလာဘူးလားပေါ်လာပါဗျာအခုတရားနာနေကြတယ်ငြိမ်ငြိမ်လေးနာလားပြင်းပြီးနာလားပြင်းပြီးနာပါဗျာဘာဖြစ်လို့လဲဒုက္ခဝေဒနာတွေခံစားနေရဒုက္ခဝေဒနာတွေခံစားနေရတယ်ငရဲကြနေတယ်လို့မှတ်လိုက်ပါတဲ့ငရဲဆိုတာဆင်းရဲတာချမ်းသာမှုမရှိထာဝရဆင်းရဲနေတော့ဘာခေါ်လဲငရဲတော့ပါဗျာငရဲအောင်းလာပြီဆိုရင်ငါ့ကိုဒလိန်တုံးကြီးနဲ့လိမ့်သလိုငရဲခံနေရပြီစူးလာတဲ့ဝေဒနာတွေပေါ်မလာဘူးလားပေါ်လာပါဗျာတရားထိုင်နေစူးတဲ့ဆိုတော့ငရဲသားကြီးတွေစူးနဲ့ထိုးပြန်ပြီဒီငရဲမလွတ်ရင်ဟိုငရဲမလွတ်ဘူးကြိုက်တယ်ဆိုပြီးတော့ပြင်းမပြင်းဘူးလားပြင်းပါဗျာဘာဖြစ်လို့ကြိုက်တာလဲရုပ်တရားဖောက်ပြန်လို့ကြိုက်တဲ့တင်ညာကြောင့်ခွေးကြိုက်တယ်လို့ကြိုက်မခံအောင်လားအဲ့ဒါကြောင့်မလို့ကြိုက်တယ်လို့ပြောတာကြိုက်တယ်နဲ့ကြိုက်တဲ့စိတ်ကြိုက်တဲ့ရုပ်ကိုစိတ်ကသွားပေါင်းပြီးတော့ကြိုက်တဲ့ဝေဒနာခံစားရတယ်ခံစားတော့မခံနိုင်တော့ပြင်ရပြန်ပြီအခုတရားနာတဲ့ပြည်သားကြီးတနေ့ကိုဘယ်နှကြိမ်ပြင်းလဲမရေမတွက်နိုင်ပါဗျာမရေမတွက်နိုင်ဘာဖြစ်လို့လဲဒုက္ခရောက်နေတယ်ငရဲအရှင်လတ်ငရဲကြနေလို့ပါဗျာဘာဖြစ်နေတာလဲရှင်လတ်ငရဲကြငရဲပြီးကြိုက်တယ်ငရဲကြိုက်တယ်ဆိုတဲ့သင်ညာဖောက်ပြန်တဲ့ရုပ်ပရမတ်လို့မသိဘဲနဲ့ပညာကြီးကကြိုက်တာပညာကြိုက်တာကြီးကိုအရှိဆွဲတော့မခံနိုင်မှုဆိုဒုက္ခဝေဒနာဒေါသဖြစ်ပြီးဒေါသဖြစ်တော့ထိုဒုက္ခအာယုန်ကြီးနဲ့မပေါင်းခြင်းနဲ့ပေါင်းတော့ဒေါမနတာတနှုံဖြစ်ပြီးအဲဒီဒုက္ခကိုဒုက္ခဖြစ်ခြင်းတော့ဒုက္ခဘယ်လိုပြင်ရမလဲလို့နှလုံးမသွင်းဘူးလားသွင်းပါဗျာအာထုတ်တယ်အဲ့ဒါကအဘိဇ္ဇာဟုတ်ပြီလားခမရတို့တနေ့ကိုယ့်အကိုပြန်မကြည့်လို့ရဒေါမနတာအနိဋ္ဌအာယုန်မကောင်းတဲ့အာယုန်ဒုက္ခကြီးအာယုန်ကြီးကိုခံစားရတော့ငရဲကြခဏလေးနဲ့ဒုက္ခဝေဒနာနဲ့ပြန်ဖုံးလိုက်ပြန်ပြီခဏဘာတော့မချမ်းသာဘူးလားချမ်းသာပါဘူးဒါဖြင့်ခင်ဗျားတို့ကဒီခန္ဓာရတော့ဒီဒုက္ခကြီးခံနေရပါလားဒါဒုက္ခတုံကြီးပါလားလို့သိလားမသိဘူးဟုတ်ပြီနော်
ဒါဒုက္ခတို့ကြီးပဲအလကားနေရင်သူကရက်ဆက်ရွှေဘုံရွှေနှမ်းရွှေကြငန်းပေါ်မှာတင်ထားတော့ငင်ငင်နေနိုင်လားဘာဖြစ်လို့လဲငရဲကြရက်ဆက်ငရဲပြည်ရောက်နေတဲ့စိတ်ကလေးကငရဲသာခံအားပြီဆိုငြိမ်းချမ်းမှုရှိသေးလားရှိပါဘူးကြိုက်တဲ့ငရဲဖောက်ပြန်လာရင်ကြိုက်တဲ့ငရဲသွားပေါင်းတော့ဆင်းရဲပြန်ပြီငရဲကြတော့ကြထုံလာပြန်ပြီတဲ့ထုံတဲ့ငရဲသွားကြတယ်ဆင်းရဲပြန်ပြီပူတဲ့ငရဲတဲ့ဟာပူလိုက်တာမိစားနဲ့ထိုးသလိုပဲပူတဲ့ငရဲစိတ်ကလေးကကြသွားတော့ပူတဲ့ငရဲတမှာနေရတော့စောက်တရားမရဖြစ်ပြန်ပြီငရဲကြပြန်ပူတဲ့ငရဲကြိုက်တဲ့ငရဲထုံတဲ့ငရဲအောက်တဲ့ငရဲစူးတဲ့ငရဲဟောပြီလားအခုခမရတို့ခန္ဓာကြီးကဘာကြီးလဲငရဲပြီကြီးဗျတင်းလိုက်တောင်းလိုက်ထုံလိုက်ကျင်လိုက်ကြိုက်လိုက်ခဲလိုက်စူးလိုက်မောလိုက်ကြက်လိုက်သွေးတိုးလိုက်စီးချိုလိုက်အသေးကင်စားအဆုတ်ကင်စားနဲ့ဟာဒီယုတ်တရားအစုဝေးကြီးကချမ်းသာတာမြန်ပေးလို့လားပေးပါဗျာစက်ကမချပါတွေပေးနေလဲဆင်းရဲတာတွေပေးမနေဘူးလားအဲ့ဒီပေးနေတဲ့ဆင်းရဲတဲ့အရာအာယုန်ကြီးကိုစိတ်ကသွားသွားပေါင်းပြီးတော့ဆင်းရဲတဲ့ထဲမှာသွားနစ်မသွားဘူးလားအဲ့ဒါငရဲကြငရဲကြနေတာနော်အဲ့ဒါသူလဲငရဲကြတယ်ကိုလဲငရဲကြနေတာအဲ့ဒါကိုကြောင်တော်ကြီးမြင်ပြီးတော့မသိကြဘူးတဲ့နောက်ဆုံးကြတော့မှအခုနေခါတော့ခဏအစားထိုးလို့ရဘာဖြစ်လို့စားထိုးလဲရလဲဆိုတော့ကံတရားကခွင့်ပြုထားပါသေးတယ်တဲ့ပြင်လိုက်အောင်ရသေးတယ်ဆန့်လိုက်အောင်ရသေးတယ်နှိမ့်လိုက်အောင်ရသေးတယ်တခဏခွင့်ပြုထားတာကိုမိမိတို့ကထာဝရခွင့်ပြုထားတယ်ဆိုတဲ့အမှတ်ကြီးနဲ့အမြဲတမ်းကိုလိုရာသို့ပါနေမှာပဲဆိုတဲ့အစွဲကြီးဆွဲမထားဘူးလားဆွဲထားတဲ့ကြောင့်ပြင်းလိုက်ဖုံးလိုက်နဲ့လိုက်လူလိုက်လိတ်လိုက်ကိုကိုယ်လိုက်ဆန့်လိုက်တော့ကြခြေစင်းထိုင်လိုက်တော့ကြပစစ်တုပ်လိုက်တော့ကြတမလင်းခွေလိုက်ညအိတ်တော့လေလူလိုက်လိတ်လိုက်နဲ့ဒီယုတ်ကြီးဒုက္ခကြီးကစက်ကမချမိနစ်မချအမြဲတမ်းကြော်လော်ပြီးတော့ရက်ဆက်နေသလိုအမြဲတမ်းဆင်းရဲတဲ့ဒုက္ခရတာတွေပေးမနေဘူးလားပေးတဲ့စိတ်ကသွားသွားပြီးမပေါဘူးလားအဲ့ဒါကိုခမရတို့နောင်တမရနဲ့နောင်တမရနဲ့သေကံဤကြတော့သေအောင်တတ်တဲ့ဝေဒနာနဲ့ကြတော့ဒုက္ခအာယုံကိုအားထုတ်လို့ရသေးလားမရတော့ဘူးတဲ့အခုနေခါကတော့ဟိုဘက်လဲလေဒီလိုနဲ့လေဟိုလိုညောင်းလေအေးအကုန်လေးနဲ့နေလေရက်တောင်လေးခတ်လေအနွေးတယ်လေးဝတ်လိုက်ခြေဆန်းလိုက်အနှိမ့်တယ်လေးနဲ့နှိမ့်လေဟိုဆေးလေးလူလေးလေးလေးနဲ့ခဏကုစားနေရတာကိုထာဝရရတယ်အောင်မိတာသေကံကြီးကြတော့ရသေးလားမရပါဘူးအဲ့ဒီအချိန်မှာအဲ့ဒီအခါအဲ့ဒီနေရာမှာအဲ့လိုပြင်းထန်ဖောက်ပြန်တဲ့ဒုက္ခဝေဒနာကြီးရဲ့အဆုံးကိုခမရတို့မရှိဘဲနဲ့နော်မိုးကုတ်ဆရာတော်ကြီးရဲ့ဆုံးမစကားအနှစ်ချုပ်ဩဝါဒကိုကြောပေးပြီးပုံကံပြီးတော့ဆုံးအောင်ရှုတယ်ဆုံးအောင်ရှုတယ်ဆိုတာခမရတို့ဒီတိုင်းရှုလို့ရတယ်ဆုံးအောင်ပဲရှုမလဲမခံနိုင်ဘူးပြင်ဖို့ဆုံးဖို့နေတာပြင်ဖို့ကြီးအားထုတ်နေတော့အဘိဇာဥစည်းမနေဘူးလားပြင်လို့မရတော့ဒေါမနတပဲဥစည်းနေတယ်တဲ့အဲ့တော့မိုးကုတ်ဆရာတော်ကြီးရဲ့ဩဝါဒကအနှစ်ချုပ်တကယ်အလုံးလုံးပြီဆိုတော့ဘာနဲ့ရင်းရမှာလဲဆိုတော့တိခံမှုနဲ့ရင်းရပါသည်ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရအောင်ရှုကြလို့ဆရာတော်ကြီးမမှာဘူးလားမှားထားပါလေနဲ့အဲ့လိုဆုံးအောင်မရှုဘဲနဲ့အချိန်ဖြုံးပြီးခွတ်မောက်နေရင်သေကံဤကြမှာအဲ့ဒီပုဂ္ဂိုလ်နောင်တကုစားလို့ရပါတော့မလားမရတော့ဘူးအခုဒီကတော့ခင်ဗျားတို့ကုစားလို့ရတယ်အခုတရားနာနေတဲ့အချိန်မှာတပြိုင်နဲ့တရားထိုင်လိုက်ပါတိုင်ပြီးသက်ကြီးကလည်းငါတို့တိုင်မလုံနဲ့ဦးစင်းကလည်းမလုံဘူးပြီးသက်ကြီးလည်းကြိုက်တဲ့ခဲတဲ့ထုံနေခြင်းနဲ့ဝေဒနာတွေမတက်ဘူးလားဦးစင်းလည်းကြိုက်တဲ့ခဲတဲ့ထုံနေခြင်းနဲ့ဝေဒနာတွေတက်တယ်တိုင်းဘာကွာလဲသီခံပြီးတော့စွန့်လို့ဟောပြီနော်သီခံနေဆိုတာသီမခံခြင်းပေါ်ရာကိုမလိုက်ရောပဲနဲ့သီခံပေါ်ရာလိုက်ရောလို့တဲ့စိတ်ကိုစွန့်လိုက်တာငါးပါးသီလလည်းသီခံပြီးစောင်းရတာသတ်ရှင်တယ်ဆိုတော့ဒေါသတွေကိမလာဘူးလားအဲ့ဒေါသနဲ့ဒီငရဲပြီဆိုကြောက်ပြီးတော့ဩမြတ်စွာဘုရားအစရှိတဲ့သူတော်ကောင်းတွေဆုံးမထားတယ်သူများတတ်တယ်ဆိုတာကိုယ့်ကိုသူများပြန်တောင်းပြုတာပဲဆိုပြီးတော့ကြောက်ပြီးတော့တတ်တော့တတ်ချင်တာပေါ့ဒါပေမဲ့တတ်ချင်တဲ့စိတ်ကိုဘာလို့ ရလဲ
သိခံပြီးတော့မစွန့်လွတ်လိုက်ရဘူးလားအေးသီလလည်းသိခံပြီးတော့စောင့်ရတယ်ခိုးခြင်းနဲ့ခိုးခြင်းလာရင်လောဘကပ်တတ်ရှင်တာဒေါသကပ်လိုက်ရောခိုးရင်တော့ငါအမှုပြစ်တော့မှာပဲငါတနေ့ကျရင်ငါလည်းပြန်ငါပစ္စည်းခိုးခံမှာပဲပရိစ္ဆသမုပ္ပါတရားတော်ကြီးအပြင်မှန်ကန်တယ်မိမိပြုတဲ့အကြောင်းဒီမိမိကိုယ်သားလည်းပြန်အကျိုးပေးမယ်ငါပစ္စည်းသူများကိုအောင်ဖန်တီးတာပဲဆိုပြီးတော့အဲ့လိုသဘောပေါက်သွားတော့ခိုးခြင်းတဲ့စိတ်ကလေးမစွန့်လွတ်လိုက်ဘူးလားကြည်ပြူသွားစွန့်လွတ်လိုက်တာကိုသိခံတယ်လို့ခေါ်ပါသည်သီလလည်းသိခံစားကာမပိုင်ပြစ်မှားတကားကလည်းသူများကာမပိုင်အမျိုးသမီးချောချောလေးမြင်တော့စိတ်ကထိတ်မရဒကမကလည်းသူများဒကမရဲ့ကာမပိုင်တကားကိုချောချောမြင်တော့လည်းထိတ်မရအဲ့လိုထိတ်မရတဲ့ခါကျတော့ဖြာယောင်သွေးဆောင်မှုတွေလှည့်စားမှုတွေမာယာတွေသုံးမလာဘူးလားတော့မကောင်းမှုကနေပေါက်ဖွာလာတာနော်နောက်ဆုံးတော့ကာမဂံကိုပြင်မရင်တနေ့ကိုယ်ကာမကပိုင်ကိုသူများကာမပိုင်သူများကပြင်မအောင်ဖန်တီးတာပဲဆိုပြီးတော့ကိုယ်လည်းမစင်းရဲခြင်းတော့သူများကိုလည်းစင်းရအောင်မလုပ်တော့ဘူးဆိုပြီးတော့သူများကာမပိုင်ပြင်မမဲ့စိတ်ကလေးကိုမစွန့်လွတ်လိုက်ဘူးလားအေးစွန့်လွတ်လိုက်တာတဲ့စွန့်လွတ်ရမယ်နော်မြတ်စွာဘုရားအဆုံးပါဟောထားတာလေယနေ့ဘုရားမြတ်စွာဘုရားအဆုံးဟောလိုက်တာကစာကောတဲ့ယောတတယောတနာယအာတိတဝိရာဂနိယောတော့စာကောပဋိနိဒကောမௌဒိအနာလယောခြေသားခြေသမီးတို့ကိလေသာခတ်ခြင်းကိလေသာခတ်သိမ်းခြုံငိမ့်တဲ့ဒုက္ခခတ်သိမ်းခြုံငိမ့်တဲ့တဏှာခတ်သိမ်းခြုံငိမ့်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်အဲဒီနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်သည်နိဗ္ဗာန်ကိုမျက်မှောက်မပြုပြီးရှေ့ဖုံး၌နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့စိတ်၌ကပ်ပါလာတဲ့မကောင်းတဲ့အကုသိုလ်တရားတွေကိုစာကောစွန့်လွတ်လိုက်ပါတဲ့ပဋိနိဒေကောဝေးအောင်စွန့်ပါမုတ်တိလွတ်အောင်နေပါတဲ့တရားဓမ္မတွေမကောင်းမှုကိုပေါင်းရမှာလားစွန့်ရမှာလားဘိုးကုတ်ဆရာတော်ကြီးကဝေဒနာတို့ရဲ့အစုံဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုဆိုတော့ကြိုက်တာခဲတာကြီးဆုံးအောင်ရှုရတော့မယ်ဆိုတော့မဆုံးရင်မှမခံကျင်တဲ့ဒေါသပေါ်မလာဘူးလားအဲ့ဒေါသဖြစ်လာရင်ဘာလုပ်ရမလဲအာဒေါသနဲ့သိခံလိုက်ပါတဲ့ဆရာတော်ကြီးရဲ့ဩဝါဒအတိုင်းလိုက်နာမယ်ဆိုရင်ရှေ့ကဘာတစ်ခုခံရမလဲသိခံတာသိခံမှုတစ်ခုပါမှဆုံးအောင်ရှုနိုင်မှာမဟုတ်ဘူးလားဒါဖြင့်သိရင်သွားမခြင်းနဲ့ကြမ်းတယ်နှစ်နာရီကြမ်းတယ်ဆိုတော့ဘာဖြစ်လို့လဲသီးမခံနိုင်လို့ဖယားကတော့သီးခံပြီးတော့တရားရှာခိုင်းတယ်မိုးကုတ်ဆရာတော်ကြီးကလည်းဝေဒနာအဆုံးရှုရမယ်ဆိုတော့သီးမခံမနဲ့ဆုံးအောင်ရှုလို့ရပါမလားဆရာတော်ကြီးကသီးခံပြီးတော့အဆုံးတိုင်ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်အောင်ရှုခိုင်းတယ်အဲ့ဒါကစကားလုံးတူတူနဲ့ပြောလိုက်မယ်ဆိုရင်သီးခံပြီးတော့ဆုံးအောင်ရှုပါလို့ပြောပါတယ်ဟုတ်ပြီလားမှန်ပါဗျာအဆုံးပြောမယ်ဆိုအပြည့်ပြောမယ်ဆိုအဲ့လိုပြောရမှာအဲ့တော့ဦးဇင်းတို့ကသီးခံပြီးတော့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်အောင်ရှုခိုင်းတာမိုးကုတ်ဆရာတော်ကြီးကလည်းသီးခံပြီးတော့ဝေဒနာတို့ရဲ့ဖြစ်ဖြစ်ကိုအဆုံးကိုရောက်အောင်ရှုခိုင်းတယ်တရားနာတဲ့ပိဋကကြီးကဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်ပြီလားတော်တယ်ခမရတို့နေနိုင်တယ်တော်ပါပြီတဲ့တော်ပါပြီတဲ့နိုင်ငံကြီးသားပြည်သားပါပွေးတေခံနေတယ်ခမရတို့တတ္တိရှိတယ်ကြောက်ရမရှိဘူးဦးဇင်းကငယ်ငယ်တည်းကမရှိတာအဲ့ဒါဟုတ်တော့အဲ့လိုတတ္တိမျိုးတော့မရှိဘူးငယ်ငယ်တည်းကအိုနာတိဒုက္ခ9နှစ်သားလောက်တည်းကအမေအိုနာတိဒုက္ခဘာမှလဲအိုနာတိဒုက္ခနဲ့လွတ်တဲ့နေရာဘာမှလဲခဏခဏမေးတော့အမေကလပေါ်မှာဆိုတော့ညညလပေါ်တက်ဖို့ဆွဲတာအိုနာတိဒုက္ခကြောက်လို့ခမရတို့ရွှေဘုံမြို့ကပုဂ္ဂိုလ်တွေကတော့အိန္ဒိယကြီးတစ်ခွဲသားနဲ့အေးပဲအေးပဲဟုတ်ဘူးလားကျုပ်လာလို့မလာလဲခင်ဗျားဒီလိုပဲအေးပဲမနေဘူးလားဝေဒနာဖြစ်ဖြစ်အဆုံးရောက်အောင်ရှုဖို့ငါမှကြံသေးတယ်ဆိုတာသိလားမသိပါဘူးမသိဘူးကောင်းတာတွေကရအောင်စားမှာနော်ဩသူတော်ကောင်းတွေနော်စိုးရင်ပြီးတော့ကြောင်းကြပြီးတော့ကျွတ်ဖို့လွတ်ဖို့အတွက်လိုရင်တိုးတိုးရှင်းရှင်းလေးဟောခဲ့တာအဲ့လိုမှမဆုံးလို့ရှိရင်ဒီဝေဒနာကြီးကမြဲတယ်ဆိုတော့တက္ကတိကမနေဘူးလားဒီဝေဒနာကြီးကအမြဲကြိုက်နေတာပဲအမြဲကြိုက်နေတာပဲလို့အဲ့လိုထင်နဲ့ဆွဲထားတဲ့နေဆဆွဲနေဆတင်ညာနေဆ
အစွဲကြီးကိုရှိထားတာအဲ့တို့ကြောင့်ယောဂီတို့ခုတရားထိုင်တာနေတယ်ဝေဒနာတက်တာကြီးကဆုံးမမထင်လို့ပြင်းနေမဟုတ်ဘူးလားဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒကာဓမ္မတွေသေကံကြီးကြတော့ဒီဝေဒနာဖြစ်ဖြစ်ဆုံးအောင်မရှုထားဘူးဆိုရင်ဝေဒနာပြင်းဖို့ပဲအာထုတ်ထားခဲ့မယ်ဆိုရင်ထိုပုဂ္ဂိုလ်ဒီဖြစ်ဖြစ်ဆုံးတဲ့နေရာရောက်ပါမလားဆရာတော်ကြီးကတော့ဖြစ်ဖြစ်ဆုံးအောင်ရှုခိုင်းဘာဖြစ်ဖြစ်ဆုံးမှာမလဲဝေဒနာတို့ဤဖြစ်ဖြစ်ဆုံးအောင်ရှုကြအလွန်တန်ဖိုးရှိနဲ့သူတော်ကောင်းကြီးများအနှိမ့်ချုပ်တဲ့စကားတော့ပေါ်တော့မအောင်မီနဲ့ဒီကနေ့ကျမှအမလေးနဲ့អော်နေတော့ကဲဝါယူပါတစားစားနဲ့ဖြစ်မလာဘူးလားအဲ့ဒီစိတ်နဲ့သိလို့ရှိရင်အပေလေးပါမှာကဲဝါယူပါနဲ့ပဲအဲ့ဘဝရောက်သွားမှာဝေဒနာပြည့်ပြက်ကိုမဆုံးမနဲ့ငါကိုကြီးဒါမြဲမှာပဲကြိုက်တာထုံတာကြီးကမြဲပဲလို့ဒိဋ္ဌိကမထားဘူးလားအဲ့ဒီဒိဋ္ဌိကဆွဲချမှာအဲ့တော့ဦးဇင်းတို့သေအင်းဆိုပြီးတော့ဒစိတ်ကတ်ထားတာပဲရှိတာအလုတ်ကတော့သေအင်းကိုဆရာတော်ကြီးကလည်းအသေးတတ်အောင်ကျင့်ကြတဲ့မိုးကုတ်ဆရာတော်ကြီးဩဝါဒနဲ့သေအင်းကိုဆရာတော်ကြီးဩဝါဒနဲ့လွဲတာရှိသေးလားဝေဒနာပြည့်ပြည့်အဆုံးကဒုက္ခនិရောဓသစ္စာတို့ငြိမ့်မသွားဘူးလားငြိမ့်သွားတော့ဆင်းရဲတာရှိသေးလားအဲ့ဒါအသေးတတ်တာပဲဒါအသေးတတ်အောင်ကျင့်လိုက်တာပဲဘောဟာရလေးတာပြောင်းသွားတာလူရင်းရအတူတူပဲအခုတရားနာတဲ့ပြည်သက်ကြီးအသေးတက်ပြီလားသူကအေးပါပဲနောက်မှနောက်ရပါဗျာဒီလိုပဲလိမ့်ပြီးနေခဲ့တာဘဝလည်းမဆုံးနိုင်တော့ပါအခုမှတော့မထူးပါဘူးသေကံนี่လိမ့်မှာပေါ့ဗျာတလိမ့်နဲ့မရဘူးဟိုဘက်ကသွားမှအဝေးကြီးနော်ပြန်အဖတ်ဆယ်လို့မလွယ်ဘူးမြတ်စွာဘုရားရှင်ဆုံးခံကြွတဲ့အချိန်မှာအာနန္ဒာမတေဝဟဲ့ခြေသားအာနန္ဒာတဲ့ရေစီးနေတဲ့ရေမြောင်းလေးကိုပြလက်ညှိုးထိုးပြအဲ့ထဲမှာကြောက်ခဲလေးကရေစီးတဲ့နေရာမှာလှုပ်တုပ်နေဖြစ်ခြေသားတဲ့အဲ့ကြောက်ခဲလေးကပြန်ပေါ်လာမလားမြုပ်သွားမလားမေးတယ်ကမှန်လားပါဗျာကဲမဲ့ဆယ်မဲ့လူမရှိတော့ဒီကြောက်ကလေးကလှုပ်စီနဲ့တပြေးနဲ့မြုပ်သွားပါမယ်ဗျာဟဲ့ခြေသားဘယ်တော့ပြန်ပေါ်လာမလဲဘယ်တော့ပြန်ပေါ်လာအောင်ဆရာအကြောင်းမရှိတော့ပါဘူးဗျာအခုလည်းဒီလိုပဲချက်သားတဲ့တန်ត្រာဝေယောကရေစည်းကြောင်းကြီးထဲမှာအခုတတ္တဝါတွေကြောက်ခဲလေးလိုပဲလှုပ်စီနဲ့နေကြတယ်ခမောက်တရားနာတာငင်နာလာလှုပ်စီနဲ့နာတယ်လှုပ်စီကြပါဗျာမဲတော့သဘောကျကျုပ်ကလှုပ်လာဦးစင်းတရားဟောတာလှုပ်တာတွေ့လားဟောပိုင်းနေခမောက်တော့လှုပ်တယ်ဘုတ်လို့ပွေကင်းတယ်လို့လှုပ်နေတာအခုလေတဲ့ငါဖျားလို့ကေတင်မဲ့ငါရဲ့တပည့်တွေဟောကြားပြီးတော့ကေတင်တာကိုကေတင်မခံဘူးဆိုရင်အဲ့ဒီကြောက်ခဲလေးလိုပဲအပေလေးပါကြာသွားရင်ဘယ်တော့ပြန်ပယ်လာမယ်လို့ငါဖျားလည်းမမြင်ဘူးခင်ဗျားတို့မကြောက်ဘူးလားကြောက်ပါဗျာဟိုနောက်ကအေးပဲအမအေးတို့ခတ်မှမှာပဲဟုတ်ပြီလားအေးပဲဦးဇင်းဒါကြောင့်မလို့တရားမဟောခြင်းဘူးတရားတွေကိုယုတ်တိဏ္ဍီဟောလဲပါမြင်မသိဘူးဘာဖြစ်ဆိုတော့ယုတ်နံဆိုတဲ့တရားတွေဟာတမာတိရှိမှမြင်တာအဲ့ဒီတမာတိရဖို့ဆိုတာကြက်ကုတ်ကြက်ကဲစုပ်ပြက်ပေတူးပြစ်ခတ်စုပ်ပြက်ပြီးပေးတေလုံနိုင်မှအဲ့တော့မှတမာတိရတာအဲ့တမာတိမရဘဲနဲ့ပညာဆိုတာမကူတော့ဘယ်ယုတ်နံမှမမြင်အဲ့လိုတမာတိရဖို့ပဲမလွယ်ပါဘူးဒါဟုတ်သိကြတော့တမာတိရှိတဲ့ပုဂ္ဂိုလ်မှမြင်နိုင်တာကြီးတမာတိမရှိတဲ့ပုဂ္ဂိုလ်တွေသွားဟောလို့မြင်မှာမလားမြင်ပါဗျာသက္ကုံဇာရုပိဇာဥပ္ပစ္စတိသက္ကုဝိညာဏဒိဋ္ဌိသက္ကုတမတောဖတ်တာပစ္စယဝေဒနာကဲသက္ကုံဇာသက္ကုပတာရအကြည်ဒီ၎င်းရူပိဇာသက္ကုပတာရ၌ပိတိနဲ့ယူပါယုံ၎င်းပဋိစ္စစွဲဥပ္ပစ္စတိသက္ကုဝိညာဉ်ကဲယူပါအောင်နဲ့သက္ကုဝိညာဉ်ပေါ်မလာဘူးလားမြင်လားအဲ့လိုမြင်ကြုတ်လက်သားနဲ့များနဲ့ဇီဝရှာအောင်မှာပေါ့အခုလိုပဲမြင်လိုက်မှာပေါ့မပြီးလားဣဒံဒုက္ခံအရိယသစ္ဆံအဲ့ဒီမျက်စိနဲ့အကြည့်နဲ့အစင်းနဲ့တိုက်တဲ့ပေါ်တဲ့ယူပါယုံတို့
စကုဝိညာဉ်တို့ရှင်ဘက်နန္တရားတွေအဲ့ဒါကဣဒံဒုက္ခံအရိယသစ္စာအရိယတွေရဲ့မြင်ရတဲ့အမှန်တရားပုထုဇဉ်မမြင်ဘူးသို့တော်လည်းပဲသဘောတဘာဝနာကြတော့ပညာပါရမီဘုဒ္ဓရတော့မရဘူးလားအေးတရားတော့မရဘူးမမြင်ဘူးမမြင်နိုင်ဘူးဟုတ်ပြီနော်အေးအဲ့ဒါကြောင့်လို့ယောဂီတို့ကေလို့ရတာကတော့ဘာကေလို့ရမလဲကိုယ်တွေ့ခံစားရမလဲဆိုရင်ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရောက်အောင်ရှုဖို့တော့ကေလို့ရခမရတို့လည်းအကယ်ခံမယ်ဆိုရင်မရဘူးလားအဲ့ဒီရတာပဲဥစဉ်ဟောမှာဆရာကဆေးလာကူတဲ့ချောင်းစိုးတာရဲ့ခေါင်းကိုက်တာရဲ့ဝင်းချုပ်တာရဲ့သူကဝင်းချုပ်တဲ့ဆေးပဲတတ်တယ်ဆိုဝင်းမဲ့နှုတ်သွားမှာခေါင်းကိုက်တာစထိုးတာသူကူပြီးမှာမဟုတ်ဘူးအခုလည်းဒီလိုပဲတဲ့ယောဂီတို့တရားနာတရားကျင့်တဲ့ပိဋကတ်ဒီသေကံဒီမှာနောင်တကုမရတဲ့နောင်တမျိုးမဖြစ်ဖို့မသေးခင်နဲ့ရအရိယသူတော်ကောင်းများဩဝါဒပေးခဲ့တဲ့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုမသေးခင်နဲ့ရရှုနေရမှာဒါဖြင့်စီးပွားမရှာနဲ့လို့မဆိုလိုဘူးသားနဲ့မယားနဲ့မနေနဲ့လို့မဆိုလိုဘူးသို့တော်လည်းပဲတဲ့လူလောကကြီးမှာနေရတာနှစ်ပေါင်းများစွာကြာတယ်မိမိရဲ့အတွက်တနေ့ကိုတနာရီနှစ်နာရီအချိန်မရနိုင်ဘူးလားရပါဘူးဒါလုံးကိုရီးယားကကြီးအဲ့ဒါကတော့အချိန်ဖြုံးနေသမင်းချက်တာနောက်ကြတော့သမင်းစားမလဲကြကိုရီးယားကလာမယ်ကျရင်နောက်မှစားမယ်ဆိုကိုရီးယားကအရင်ကြည့်ပြီးမှစားတာနောက်ဦးစင်းရဟန်းတကာရဲ့အမေကြီးကအမေအိုက်လက်စင်းတလန်းနဲ့ပြစ်ထားခဲ့ပြီးကိုရီးယားကကြီးမှသမင်းစားတယ်ဟောတော်လိုက်တာသူတို့များမေးပြောက်တက်လိုက်တာလွယ်တာအဲ့တော့တရားဓမ္မတွေသိခံပြီးတော့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုတောင်းတဲ့သဘောပေါ်လာရင်လဲဩရုပ်သဘောဖောက်ပြန်နေတဲ့သဘောရစ်ဆက်နေတဲ့နှိမ့်ဆက်နေတဲ့သဘောတွေပေါ်မလာဘူးလားကိုယ့်အကုန်မေးလိုက်ပေါ့အဲ့ဒီရစ်ဆက်နေတာဘယ်သူလောက်တာလဲငါကိုယ်တာပြောနေတယ်မိမိကိုယ်မိမိဆိုပြီးတော့ချမ်းသာအောင်မပြုပြင်ကြဘူးလားဒါပြင်မိမိကိုယ်ဆိုပြီးတော့ဒီယုတ်ကြီးကတော့ရက်ဆက်မနေဘူးလားငါသဘောနဲ့ဆိုမကိုက်နဲ့မခဲနဲ့မထုံနဲ့မကျင်နဲ့မဖောက်ပြန်နဲ့စီးကျူသွေးတို့မတက်နဲ့လို့ကိုယ်ပြောကိုယ့်ကိုဖန်တီးလို့ရမှာပေါ့အခုတော့ကိုယ်သဘောမဟုတ်တော့သူ့သဘောကြီးကရက်ဆက်နှိမ့်ဆက်နေတဲ့ဖောက်ပြန်တဲ့သဘောကြီးပေါ်မလာဘူးလားအဲ့ဒီလိုသဘောဝေဒနာပေါ်လာရင်ပေါ်နေတဲ့ဝေဒနာရဲ့သဘောဖောက်ပြန်တာသည်အနတ္တလက္ခဏာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအဖြစ်ရှုပြီးတော့သိခံပြီးတော့ရှုပါမြတ်စွာဘုရားကတော့သားတော်ရာဟုလောက်ပထဝီတော်တုံခေါ်ရာဟုလားအနိစ္စတော်ဇာနာတော်ပတ္တတော်တက္ကာဒိဋ္ဌိပါယနာဝိဇ္ဇာဩပိစတိအဝိဇ္ဇာပဟိယတိလို့ဒါပါပဲပထဝီတော်တုံခေါ်ရာလားပထဝီဓာတ်ကအနိစ္စဒုက္ခမမြဲဘူးလို့ရှုလို့ရှိရင်တက္ကာဒိဋ္ဌိပြုတ်တယ်ဘုဂုတ်ဆရာတော်ကြီးကလည်းခန္ဓာရှိတဲ့တွင်ခန္ဓာပေါ့တဲ့ဝေဒနာတို့ရဲ့အဆုံးကိုမရှုခိုင်းဘူးလားရှုခိုင်းပါဗျာဘုရားဟောတာနဲ့လွဲတာရှိသေးလားရှိပါဗျာခင်ဗျားတို့သုံးပြီလားဆိုတော့အဲ့ဒီထဲမှာမပါသေးဘူးဟုတ်ပြီနော်ခင်ဗျားတို့တော်တယ်ဗျနော်ဒါပါပဲတဲ့ဘယ်မှာပဲသွားထိုင်ဘယ်နေရာမှာပဲထိုင်နေဘယ်မူနဲ့ဘယ်ဆရာနဲ့ပဲချင်းမိမိစိတ်ကလေးပြန့်လွင့်နေတာကိုအာသဝနဲ့ပြေးလွှဲနေတဲ့စိတ်ကိုမိမိရဲ့ကမ္မထမ်းတစ်ခုမှပြန်မသိသိရဘူးလားသိသိရပါဗျာခမရတို့ကြိုးစားထားအဲ့ဒီလိုမှကြိုတင်လေ့ကျင့်ထားတာမဟုတ်ဘူးဆိုရင်အဲ့ဒီစိတ်ကဗျံပရာဖြစ်ပြီးသိမသွားဘူးလားသိသွားပါအဲ့ဒါဝိနိပါဒဘယုဘယဲနဲ့သွားပြီမကြောက်ကြဘူးလားကြောက်ပါဘူးအေးအခုလေကဲမဲ့ပုဂ္ဂိုလ်နော်ကြောက်ခဲလေးလှုပ်စီနဲ့ဒလာခဲ့တာမြုပ်သွားရင်တော့မတတ်နိုင်ဘူးမြုပ်တယ်ဆိုတာမိမိတရားမကျင့်မဲနဲ့ဝေဒနာဖြစ်အဆုံးကိုမရှုဘဲနဲ့သေသွားတာကြောက်ခဲမြုပ်သွားပြီဟုတ်ပြီနော်အခုတော့လာပြီးဆွဲတာဗျအဲ့တော့ခန္ဓာရဲ့ဒုက္ခလက္ခဏာထင်ရှားနေတယ်အဲ့ဒီယုတ်တရားကိုမပြင်းနဲ့ပိုးကြည့်သလိုကြည့်လိုက်အောင်သိခံပြီးတော့ကြည့်လိုက်ပါယုံကျင်တဲ့စိတ်ကိုလည်းမလိုက်ရောပဲနဲ့ယုံကျင်တဲ့ဆိုပြီးတော့ယုတ်ကြီးကိုပြင်းကျင်မှကျင်တဲ့စိတ်ကိုအဲ့ဒီစိတ်ကိုတိုင်းအောင်မြင်အောင်မလိုက်ရောပဲနဲ့လိုက်ရောလို့တဲ့စိတ်ကိုကြည်ပြီးသွားသိခံပြီးဆုံးလို့လိုက်ပါစွန့်လွတ်ရင်းနဲ့ယုတ်တရားရဲ့ဖောက်ပြန်တဲ့သဘောကိုရှုလိုက်ပါသဘောပေါ်ပြီလားဘယ်သွားထိုင်ဒါပဲပေါ်မှာ
ဘယ်ရိတ်သာသွားချင်းချင်းစိတ်ကဖန်ုံပြေတုံမကြသေးဘူးမကြခင်မဲ့နိုင်ဝက်လောက်ကြတော့အောက်ကရုပ်တရားဖောက်ပြန်မလာဘူးလားတက္ကမပဲဖြစ်ဖြစ်တက္ကာပဲဖြစ်ဖြစ်ဘယ်ရိတ်သာရဲ့သွားဘယ်ကမ္မထမ်းနဲ့ဘယ်လိုပဲကျင့်ဒါကတော့ထုံးစံပဲဟုတ်ပြီနော်အဲ့တော့ဒီဆရာတော်ကြီးကလည်းဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရှုဆိုတော့ဒီဝေဒနာဖြစ်ပြလာတဲ့သဘောတွေဟာနော်ရစ်ဆက်တဲ့သဘောနှိမ့်ဆက်တဲ့သဘောဘဝရဒါပဲရပါလားနှိမ့်ဆက်တဲ့တုံးကြီးဘဝအစဉ်နော်ဒီခန္ဓာတုံးကြီးထမ်းပြီးသန္တရာခီးကျန်းသွားတာဒါပဲအဖတ်တင်ပါလားဆိုဟာဒီယုတ်ကြီးရဲ့နှိမ့်ဆက်အမျိုးမျိုးလက်ပတ်နှိမ့်ဆက်နေတာလေးကိုသိခံပြီးတော့ကြည်နေလိုက်ပါဇတ်စိန်မောကဇမင်းသားမင်းသမီးတွေကနေတာကိုပွဲယုံနဲ့ပွဲကြည့်တဲ့ထဲကနေပြီးတော့ကြည်နေသလိုအခုခင်ဗျားတို့ကြုတ်ကိုတရားဟောတော့ကြည်မနေဘူးလားအဲ့လိုတက်ကလေးအကြည်လေးတက်ကလေးနဲ့ကြည်နေသလိုဇာခုံပေါ်မှာကတဲ့မင်းသမီးငိုရင်ကိုကဝင်ငိုလို့ရပါမလားကြည်ရမှာနော်ဝင်ငိုရမှာမဟုတ်ဘူးမင်းသားကိုတတ်မဲ့ဆိုပြီးတော့ဓာတ်နဲ့ကျိန်းတာရောကိုကဝင်ဆွဲလို့ရပါမလားကိုကဘာလုပ်ရမှာလဲကြည်ရပွဲကြည့်ဖို့သွားတာကြည်ပဲဟုတ်ပြီနော်ဝမ်းသာတာကိုလည်းဝင်ပြီးတော့မပူပေါင်းနဲ့မင်းသမီးကတော့ကိုကလည်းကောင်းလိုက်တာဆိုကိုလည်းပွဲကနေကနေကလို့ဖြစ်ပါမလားကိုကဖို့သွားတာလားကြည်ဖို့သွားတာလားအကြည်တက်ပဲတဲ့အေးပွဲကင်းဇက်ခုံပေါ်ကမင်းသားမင်းသမီးတွေအမျိုးမျိုးကတယ်ဆိုတာတင်းလိတ်တောင်းလိတ်ထုံလိတ်ကျင်းလိတ်ကြိုက်လိတ်ခဲလိတ်နဲ့အမျိုးမျိုးဖောက်ပြန်တာကိုကြည်ခိုင်းတာတိခံပြီးကြည်ပါတဲ့အဲ့တော့တိခံပြီးကြည်တယ်ဆိုတော့တိခံပြီးကြည်နိုင်ရင်ဘာကိုအောင်သွားလဲတိမခံနိုင်တဲ့ဒေါသကိုအောင်မသွားဘူးလားဒေါသကိုပယ်မယ်ဆိုတော့ဘာနဲ့ပယ်ရမှာလဲတိခံမှုနဲ့ပယ်ပါအဲ့တော့ရုပ်သဘောဓာတ်လေးပါးရဲ့ဝေဒနာရဲ့ဖောက်ပြန်တဲ့သဘောကိုရှုတာမဉဏ်ဝင်ဖို့အတွက်ရှိကတိခံပြီးတော့အရင်အစားထိုးအရင်မရင်းနေရဘူးလားအဲ့တော့တိခံပြီးတော့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကိုရှုရမယ်ဟုတ်ပြီနော်အဲ့လိုဆိုသိရင်ကကြမ်းနာလားမိမိတို့စိတ်ထဲရှိတဲ့ဒိဋ္ဌိဒေါသကြမ်းနာလားတရားထိုင်တော့ကြိုက်ခဲထုံနေတာကဘုန်းကြီးကဒုံးနဲ့လိုက်ရိုက်တာလားခန္ဓာကြီးကသဘာဝဖောက်ပြန်တယ်သိရင်ဘုန်းကြီးနှိစ္စတာပါလားဖောက်ပြန်တဲ့ရုပ်ကိုစိတ်ကသွားပေါင်းငရဲကြတာဘုန်းကြီးကဆွဲချတယ်လားကိုယ့်ဘောက်ကိုဆွဲဆင်းသွားတာလားအခုပိဋကကြီးတရားနာတော့အောက်ကဝိညာဉ်ဖောက်ပြန်စိတ်ကလေးကသိုးဆင်းမသွားဘူးလားပလင်မောဘုန်းကြီးကဆွဲချတာလားသူ့ဘာသူစိတ်ကဆွဲချပါလားအေးဟုတ်ပြီအဲ့ဒါကိုကြည့်ရအဲ့တော့ဒုက္ခယုံနဲ့စိတ်ကလေးသွားပေါင်းတော့ဒေါသတွေဖြစ်မလာဘူးလားအဲ့တော့ဥစဉ်ကခမည်းတော်ကိုတရားပဲဟောတာနော်နှိမ့်စက်တာလည်းမပါဘူးစိတ်ကိုနှိမ့်စက်တဲ့ဝိညာဉ်လေးကိုဆွဲချခိုင်းတယ်လည်းမပါဘဲနဲ့ကိုယ်ယုံနဲ့ကိုယ်စိတ်နဲ့ကိုယ့်ဘောက်ကိုဖြစ်မနေဘူးလားအဲ့ဒါဘုန်းကြီးနဲ့ဆိုင်သလားအေးအဲ့တော့ရိတ်တာတရားသွားတို့တာသိရင်ဆရာတော်ကသိရင်ဘုရားကျမ်းတယ်ဆိုတော့ဘာကိုပြမှာလဲဟုတ်ပြီနော်သိရင်တရားကျမ်းတယ်ဆိုတာဘာကိုပြမှာလဲဒါသိရင်တရားကျမ်းတော့နုတာကရောမိမိလွတ်ပြီလားကျမ်းတာကျတော့ကျမ်းတယ်ပြောတယ်နုတာကျတော့မလွတ်သေးဘူးဆိုတော့ဟုတ်ပြီနော်နောင်တမရပါစေနဲ့ကုစားလို့မရတဲ့နောင်တတဲ့ပါမသွားစေနဲ့အခုနေကုစားလို့ရတဲ့အချိန်မှာအရှင်ကြီးကြိုက်ကြိုးစားအထုတ်လိုက်ပါရှေ့သူတော်ကောင်းတွေကအလကားအာချောင်ပြီးလျှောက်ပြောတော့တာမဟုတ်ဘူးဝေဒနာအဖြစ်ပြက်တို့ရဲ့အဆုံးကိုရောက်အောင်ရှုနိုင်မှသာလျှင်ဒုက္ခဝေဒနာမှာဒေါသချုပ်ပြီးထိုဒုက္ခအယုံမှာတဏှုတို့ခံစားတဲ့ဒေါမနတချုပ်ပြီးဒုက္ခအယုံမှာဒုက္ခအယုံကိုပြင်းနေတဲ့လောဘအဘိဓါချုပ်ပြီးအဘိဓါဒေါမနတတတိငါအကျဉ်းသာချုပ်မသွားဘူးလားမချုပ်ဘဲနဲ့အဘိဓါဒေါမနတတန်လန်းကြီးနဲ့နေပြီးတော့သေသွားမယ်ဆိုရင်စိတ်နဲ့တူတဲ့ဓမ္မနယ်ကိုလူနှစ်ယောက်ကရောင်းမနဲ့မှုေးသလိုအောက်ကလည်းမီးကတိုက်နော်ဓမ္မနယ်ထွက်ပြေးလို့ရသေးလားအေးအောက်ကမီးနဲ့တူတဲ့ဓာတ်ကြီးလေးပါသေအောင်တတ်တဲ့ယောဂကင်ဆာယောဂတွေပူလိတ်လောင်လိကြက်လိစူးနဲ့ထိုးသလိုဓာတ်နဲ့ခွဲသလိုအောက်ကလည်းမီးနဲ့ထိုးထားပြီးအဘိဓါနဲ့ဒေါမနတကစိတ်နဲ့ဓမ္မနယ်နဲ့တူတဲ့စိတ်ကိုအဘိဓါနဲ့ဒေါမနတကမှုေးပါပြီဗျာအမလေးလွတ်ကြပါအောင်အမလေးကယ်ကြပါအောင်နည်းနည်းလေးကြွပေးပါနည်းနည်းလေးနဲ့ပေးပါနည်းနည်းတောင်းတာတွေကအလိုပြည့်သွားလားသေတဲ့မသာသေကန်ကြီးသူတောင်းသွားတာအလိုပြည့်သွားလားအလိုတော့မပြည့်ဘူး
လိုတာကတော်ရဲ့လားမတော်ဘူးလားသူနည်းနည်းကြွမယ်မမယ်ဆိုတာကထာဝရချမ်းသာရအောင်တောင်းတာလားခဏပန်းချမ်းသာလားတဲ့သူလိုတယ်လို့တလိုက်တာတောင်းတတာသူဒီလိုကြွခြင်းမခြင်းနဲ့ခြင်းသက်သာခြင်းနဲ့ဆိုပြီးတော့သူ့ရဲ့လိုရတောင်းတတဲ့တောင်းတမှုဟာမြဲတဲ့ချမ်းသာမှုဟုတ်ပြီနော်အဲ့ဒီလိုရကိုမတအဲ့ဒီလိုရကလည်းမပြည့်ဘူးအဲ့ဒီလိုရတတဲ့ပုဂ္ဂိုလ်ဒီမပြည့်ဘူးပြည့်ခြင်းဘာလို့လဲမသေးခင်တည်းကနောင်တမရအောင်ကြိုတင်ပြီးတော့အိမ်မှာအလကားနေပြီးတော့အားပြီးတော့ဒီတိုင်းလေးနေလိုက်ပါကဲဥမာပေါ့ဖောင်းတဲ့ပိန်နဲ့ပဲစိတ်ကလေးထိမ့်ထိမ့်နာသီဝဝေလေထွက်လျက်ပဲဖြည်းဖြည်းပဲရှူရှူတဲ့ကြိုက်တာပဲလို့ဒါဝေဒနာလေးဖောက်ပြန်လာတဲ့အခါငရဲမရခေါ်တော့စိတ်ကဆင်းမသွားဘူးလားဆင်းသွားရင်မခံကျင်တဲ့စိတ်စိုးရိမ်တဲ့စိတ်ကြောက်တဲ့စိတ်ပေါ်မလာဘူးလားအဲ့ဒီကနေဘာစိတ်ဖြစ်လာလဲလှုပ်ခြင်းတဲ့စိတ်ပြင်းရင်တဲ့စိတ်မခြင်းတဲ့စိတ်ပေါ်မလာဘူးလားပေါ်လာပြီအဲ့ဒီတန်လန်းကြီးနဲ့မသေးပါနဲ့အဲ့တော့လှုပ်ခြင်းတဲ့စိတ်ကိုလှုပ်တော့လှုပ်ချင်တာပေါ့ဒါပေမဲ့လှုပ်ရမယ်စလိုက်ရောလှုပ်လို့မှုကိုကြည်ပြူသွားဆုံးလိုက်တာဥမာပေါ့ဒီမျိုးကတိုက်တိုက်ဆိုင်ဆိုင်မှာပဲအလူတကာကြီးကိုစိုးလေးနဲ့မချွချွဝင်းတို့မှာသားလေးကမောင်ချောင်းမြင့်အောင်တယောက်တည်းရှိအမေအဖေကျွန်တော်ဆိုင်ကယ်ဝယ်မလို့350ပေးပါဆိုရင်အမေနဲ့ဗျပေးလားမပေးဘူးလားမပေးခြင်းပေးခြင်းနဲ့ပေးတာလားကြည်ပြူသွားဆွန့်လွတ်လိုက်တာဘေးလူကအတော်ရငါ့ကိုလည်း1000လောက်ပေးပါဦးဆိုတော့သွားတောင်းတော့ပေးသလားမပေးမကြည့်ဘူးသားလေးကြတော့ဒီ350ကပြန်မရတော့ဘူးဆိုင်ကယ်ဝယ်မှာအဲ့တော့ဆုံးရှုံးသွားမှာသိပေမဲ့သားလေးကိုစွန့်လွတ်လိုက်ရတာမကြည့်ဘူးလားအခုလဲဒီလိုပဲတဲ့သိခံနေဆိုတာလှုပ်ချင်တာကိုလည်းသိခံမှာနော်ဒေါသဖြစ်နေတာကိုလည်းသိခံမှာလှုပ်ချင်နေဆိုတာကိုလိုက်ရောလှုပ်ရမယ်ဆိုလိုက်ရောလှုပ်လို့မှုကိုကြည်ပြီးသွားဆွန့်လွတ်လိုက်တနှုံနှုံဆင်းရဲမဲ့စိတ်ကိုလည်းတနှုံနှုံဆင်းရဲတဲ့စိတ်နဲ့ပေါင်းမနေနဲ့ကြည်ပြီးသွားဆွန့်လွတ်လိုက်ခက်တဲ့ကြမ်းတဲ့ဒေါသဖြစ်လာရင်လည်းကြည်ပြီးသွားဆွန့်လွတ်အဲ့ဒေါသစိတ်ကိုပေါင်းရမှာလားမပေါင်းရမှာလားမပေါင်းရဘူးလှုပ်ချင်တဲ့စိတ်ပြင်းတဲ့စိတ်မချင်တဲ့စိတ်ရွှေ့ချင်တဲ့စိတ်နဲ့ချင်တဲ့စိတ်ယုံချင်တဲ့စိတ်ကန်ချင်တဲ့စိတ်ဘာစိတ်ပေါ်သမျှစိတ်တွေကိုတစိတ်ပေါ်တစိတ်ဖြစ်ပြီးတော့လှုပ်ချင်တဲ့စိတ်ပေါ်လာလဲသတိထားလိုက်တိခံပြီးသတိထားလိုက်လှုပ်ချင်တဲ့ဆက်ပေါ်ဦးမလားတိခံလိုက်တော့တဲ့ခါကျလှုပ်ချင်တဲ့စိတ်မပေါ်တော့လှုပ်ချင်တဲ့စိတ်ချုပ်မသွားဘူးလားတဏှာဖြစ်ပြဟောဝေဒနာရဲ့အဆုံးကိုရှောက်ဖို့ရောက်ဖို့ဟာတိခံဆွတ်လို့ရှုရင်းနဲ့တဏှာရဲ့ဖြစ်ပြဒေါသရဲ့ဖြစ်ပြကိုပေါ်မလာဘူးလားပေါ်လာပြီအဲ့ဒီလိုရှုရမယ်လေလှုပ်ရှင်တိုင်းလက်ရောလှုပ်နေတာပုရုဇဉ်အလေးကြီးတဲ့ပုရုဇဉ်လေးဆိုတာဘာကိုခေါ်တာလဲလှုပ်ချင်ရလှုပ်တာကိုလှုပ်ချင်တယ်လို့လှုပ်တာကိုထင်ရကိုလှုပ်တာကိုဘာတလေးခုနအဇာတတတ်တို့ဒေဝဒတ်တို့သူတို့လှုပ်ချင်နေလှုပ်မသွားဘူးလားပုရုဇဉ်လေးအရိယတလေးကအားဒီလိုမဟုတ်ဘူးတဲ့လှုပ်တဲ့နာကိုလှုပ်တယ်မလှုပ်တဲ့နာကိုဆွန့်လွတ်တယ်လှုပ်ချင်တိုင်းလှုပ်တာမဟုတ်ပါဘူးမလှုပ်တဲ့မဆတ်တဲ့မတော်တာနဲ့တွေ့ရင်အဲ့ဒီအလုတ်ကိုလိုက်ရောမလှုပ်ဘဲနဲ့တိခံဆွန့်လွတ်လိုက်တယ်တဲ့အဲ့တော့တရားဓမ္မတွေမြတ်စွာဘုရားကလည်းတိခံမှာတိခံရင်ဘယ်ရောက်မလဲနိဗ္ဗာန်ကအဝေးကြီးရှောက်မတဲ့ဝေဒနာဖြစ်ဖြစ်တို့ရဲ့အဆုံးကနိဗ္ဗာန်မှာပဲတည်ငါនិရောဓဟုတ်ပြီလားဒုက္ခនិရောဓလှုပ်ခြင်းတဲ့စိတ်ပြင်းတဲ့စိတ်ကိုရှေးစိတ်ကိုနောက်စိတ်နဲ့တတိလေးထားပြီးတော့မလိုက်ရောမင်းနဲ့စွန့်လို့ပြီးတော့တတိဆိုတာမဲ့စိတ်တတိလေးစောင့်ထားတာတတိထားတာမအားဘဲနဲ့လှုပ်ခြင်းပြင်းတဲ့စိတ်လိုက်ရှုတော့တတိစတဲ့ရှင်တဲ့စိတ်စက်တိုက်ဖြစ်သွားတော့တဏှာကတ်လို့ရသေးလားဒေါသကတ်လို့ရသေးလားမရတော့တဏှာဒေါသတွေဖြစ်ဖြစ်ဆုံးမသွားဘူးလားမလှုပ်ရရင်မနေနိုင်ဘူးဆိုတော့ဒေါသတွေလည်းချုပ်မသွားဘူးလားဒုက္ခនិရောဓအကျဉ်းသားဟုတ်ပြီနော်အဲ့တော့ဝေဒနာဖြစ်ဖြစ်ကိုဆုံးအောင်ရှုရမယ်ဆိုရင်အဲ့ဒီလိုရုပ်ကိုလည်းအနိစ္စဒုက္ခအနတ္တနဲ့ရှုမယ်နာမ်ကိုလည်းအနိစ္စဒုက္ခအနတ္တနဲ့ရှုမယ်ယုံနာတတွဲလုံးပေါ်မှာရုပ်ကိုလည်းမပြင်းပြီးပဲနဲ့လှုပ်ရှင်ပြင်းနေတဲ့စိတ်ကိုလည်းမလိုက်ရောပဲနဲ့ထိုနှမျိုးလုံးကိုစွန့်လို့ပြီးတော့သိခံပြီးတော့ပွဲကြီးသလိုကြည်သွားရင်ဘာဖြစ်မလဲတဏှာကတ်လို့ရသေးလား
တဏှာဆိုတာယုံမဲ့ကံမဲ့ပြင်းမဲ့မမဲ့ရွှေ့မဲ့ဆိုတာဘာပါလဲတဏှာဖြစ်ဖြစ်ဆုံးမသွားဘူးလားဝေဒနာလေးတဏှာကူမလားမကူတော့ဒေါသဖြစ်သေးလားဒေါသမဖြစ်တော့ဒေါသဖြစ်ဆုံးမသွားဘူးလားဒေါသဖြစ်ဆုံးသွားတယ်အေးအဲ့တော့အခုတရားနာတဲ့ပိဋကကြီးအချိန်မီသေးတယ်အချိန်မီသေးတယ်ဘယ်သူမှရွှေမျိုးမစနဲ့ရွှေမျိုးဆိုတာမသိခင်စတဲ့အလုပ်သိတဲ့အခါရွှေမျိုးရှိသေးလားကိုယ်တန်ត្រာလန်းကိုသွားကြမှာနော်ကိုယ်တန်ត្រာလန်းကိုသွားတဲ့အခါမှာအောက်ကိုမဆမ်းမဲနဲ့အောက်ကိုမပြန်မဲနဲ့ဝိသခအနာရဘိန်တို့လိုအထက်ကိုဆမ်းပြီးသွားဖို့လိုပါသည်ဟုတ်ပြီလားအရေးကြီးတယ်ဒီတိုင်းနေလို့မပြီးဘူးသေဖို့ကစောင့်နေတယ်မိမိရဲ့ကံကုန်တဲ့အခါမှာကံကုန်တဲ့နေရာမှာဇတ်မသိမ်းရဘူးလားအဲ့ဒီအချိန်အဲ့ဒီခါအဲ့ဒီနေရာမှာအဲ့ဒီမှာဖောက်ပြန်တဲ့ဝေဒနာရဲ့အဲ့ဒီမှာရှင်ဘက်တဏှာဒေါသတွေနဲ့မိဟုံးတောက်ပြီးသေရလို့ရှိရင်တရားဓမ္မတွေသာသနာနဲ့ကြုံရကြလူဖြစ်ရကြမဆုံးရှုံးသွားဘူးလားအဲ့တော့တရားဓမ္မအဲ့တော့ဘာလို့အောင်ဝေဒနာဖြစ်ဖြစ်ကိုဆုံးအောင်ရှုလေခုနဦးသိန်းပြောပြီလေတရားကျင့်နေဆိုတာအိမ်မှာအခုနေလို့ဦးသိန်းကပြောပြီးအိမ်မှာနေတာတရားကျင့်နေဆိုတာအိမ်မှာအလကားထိုင်ပြီးတော့နေတော့မရဘူးလားရတော့ဝေဒနာတွေဖောက်ပြန်ရင်သိခံပြီးတော့မဆောင်ရှုရဘူးလားအဲ့ဒါတော့တရားကျင့်တာရိတ်တာမှာမကြည့်မမှတ်နဲ့ဦးသိန်းတို့ကနီးပေးတာရိတ်တာမှာခေါ်ပြီးတော့စားဖို့နေဖို့မပူမပင်ရပဲနဲ့သင်ပေးတာအခုဦးသိန်းရောလာမသိဘူးလားသင်တာတော့သိတယ်မိမိကမကျင့်သုံးဘူးဆိုရင်ခံယူစရာမရှိဘူးဆိုရင်ခင်ဗျားတို့သာသနာ့ဘုရားရပါမလားအဲ့ဒီနောင်တတွေနောက်ကိုကုစားလို့မရတဲ့နောင်တမဖြစ်စေနဲ့ဟောပြီနော်အဲ့တော့တရားဓမ္မတွေအကယ်၍ဝေဒနာကိုတက်လို့ပြင်းထန်လို့စိတ်ကိုမထိန်နိုင်သေးရင်အာနာပါနကမ္မထံကိုနည်းနည်းလေးပြင်းပြင်းလေးရှုပေးလိုက်ပါဘာဖြစ်လို့ပြင်းပြင်းရှုတာလဲဆိုရင်ဒုက္ခအာယုံကအဓိပတိဖြစ်အောက်ကဒုက္ခအာယုံကပြင်းထန်မှုကတကြက်သားတပိတ်သားနာသီဝထိကျက်သို့မဟုတ်ဖောင်းတဲ့ပိန်နဲ့ထိကျက်ကမ္မထံအာယုံက30သားဖြစ်နေတော့နာကဥစည်းရမညွတ်ဘူးလားညွတ်တော့ဒုက္ခအာယုံနဲ့စိတ်ကပေါင်းမသွားဘူးလားပေါင်းသွားပြီဆိုရင်ဝေဒနာအဆုံးကိုရှုနိုင်ပါမလားမရှုနိုင်သေးတဲ့တရင်ကမှလိုအပ်လို့ရှိရင်အာနာပါနကမ္မထံကိုနော်ရှုရှိုက်လိုက်ပါရှုရှိုက်တာရှည်လိုက်တိုးလိုက်နှင်းလိုက်မြန်လိုက်ပြင်းလိုက်ပြောလိုက်ကိုလှုပ်ချင်တယ်လို့ရှုချင်တယ်လို့မရှုရဘူးတဲ့အရှည်တိုးအနှင်းမြန်အပြော့အပြင်းပထမရှုရှိုက်နဲ့နောက်ရှုရှိုက်နဲ့တပုံစံနဲ့ကြပြီးတော့ပြေးဝင်ပြေးထွက်နေတဲ့လေချောင်းလေးကိုညံတဲ့စိတ်နဲ့မြင်ပြီးတော့ရှုသွားပါရှုပြီးတော့စိတ်ကိုဒုက္ခအယုံနဲ့မရောက်စေဘဲနဲ့နာသီဝမှာကဝင်လေထွက်လေမှာကတိခံပြီးစိတ်ရှိရှိနဲ့အားထုတ်ပြီးကတ်လို့ရှိရင်ရုပ်ရုပ်တည်ငါသိတာလိမ့်မယ်အောက်ကဝေဒနာမဆုံးပေမဲ့တည်ငါတော့ဆုံးအောင်ရှုနိုင်တဲ့ဆုံးအောင်ရှုရောက်ဖို့အတွက်တည်ငါတက်တာရမသွားဘူးလားနာသီဝကတ်တယ်အဲ့ရနေလွတ်ကြတယ်ပြန်ကတ်တယ်အဲ့ဒီကနေပြီးတော့ရုပ်ဖောက်ပြန်တဲ့သဘောနာသီဝဝင်လေထွက်လေမှာပေါင်းတဲ့ခါမှာစိတ်ကဒုက္ခនិရောဓခုနဒုက္ခအာယုန်နဲ့ပေါင်းတော့ဆင်းရဲနာသီဝကတော့ဆင်းရဲမှုချုပ်တယ်နာသီဝကတော့ဆင်းရဲမှုချုပ်ကနေဝေဒနာကြီးပြန်ပေါင်းတော့ပြန်ဆင်းရဲတယ်ဆင်းရဲတလဲချမ်းသာတလဲဖြစ်မနေဘူးလားဘာမှဖြစ်တာလဲစိတ်မှာဘာမှဖြစ်တာလဲဒါဖြင့်အောက်ကဖောက်ပြန်တဲ့ဒုက္ခဝေဒနာကြီးနေပြီနာသီဝကတ်ထားတဲ့အခါမှာဆင်းရဲသေးလားနာသီဝမှာသွားပေါင်းရင်စိတ်ကလေးတည်နေဒုက္ခအာယုန်နဲ့မပေါင်းဆင်းရဲပါမလားအဲ့ဒီချိန်မှာအောက်ကဝေဒနာတွေဖောက်ပြန်တာတော့ရှိနေပြီနဲ့စိတ်ကမစင်းရတော့ဘူးဆိုတော့ကိုနာပြီးစိတ်နာသေးလားဟောဆရာတော်ကြီးဟောတဲ့ဩဝါဒတွေထဲထဲသုံးရမှာကိုနာပြီးစိတ်မနာအောင်လဲကျင့်ရမယ်ဝေဒနာဖြစ်ဖြစ်အဆုံးကိုလည်းရှုရမယ်ဆိုတဲ့အဖြေနှမျိုးပေါ်မလာဘူးလားအေးအဲ့တော့ဝေဒနာဖြစ်ဖြစ်တွေအဆုံးကိုမရှုနိုင်မီမူလကမ္မဋ္ဌာနာသီဝအထိကျမအဲ့လိုကပ်ပြီးတော့တနေ့ရသည်မြအရိယာတို့ပြုအပ်တဲ့ဝိပဿနာတရားကိုရသလောက်အားထုတ်ကြပါရိတ်တာကိုလည်းအလုတ်အားရင်အားသလိုသွားထုတ်ပါသူတော်ကောင်းနေရာအစာပြေတရားပေးပြီးတော့နာအေး
တက်တောင့်တက်တာနေပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာထားပြီးတော့တရားပေးနေတာဟုတ်ပြီနော်အဲ့ဒါကြောက်ခဲလေးအစဲခံတာပါပဲအဲ့လိုမှမဟုတ်ဘဲနဲ့အစဲခံတဲ့လက်ကိုရိုက်ချိုးမယ်အစဲမခံဘူးဆိုရင်ဒီပုဂ္ဂိုလ်မြုပ်ဝင်သွားဘူးလားအဲ့တော့ဒီလောက်လေးတောင်မှမလုံနိုင်တော့ဘူးလားကိုယ်မေးပါကုမရတဲ့နောင်တအမျိုးသားတွေမှာငါမပေါအောင်အခုတည်းကတရားကျင့်မှာဆိုတာနောင်တမရအောင်ပြန်ကုခိုင်းတာဟုတ်ပြီလားအေးဒီနေ့ညတော့ဝေနာကမ္မထံဦးဇင်းသတိပေးခဲ့ပြီနောင်တမရဘူးဟုတ်ပြီနော်ကုမရတဲ့နောင်တမဖြစ်စေဖို့တိုက်တွန်းတဲ့တရားတော်ဟုတ်ပြီလားနာကြတဲ့တကုအနိတိကြောင့်အဘိဓမ္မာအလူရှင်များနဲ့ကြွားယူတရားနာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့သည်ကုလို့ရတဲ့နောင်တထဲမှာပါပြီးတော့ကုမရတဲ့နောင်တထဲမှာမပါအောင်အချိန်ရှိကြိုက်ကျမ်းမာရေးကောင်းကြိုက်ပြသတဲ့ဆရာတော်တွေတန်ဃာတော်တွေပညာရှိတွေရှိကြိုက်ရသမျှအချိန်ကိုဖယ်ယူပြီးတော့ဝေဒနာဖြစ်ဖြစ်တွေအဆုံးကိုရောက်အောင်ကျင့်နိုင်ကြနိုင်အားထုတ်နိုင်ကြပြီးလင်အာသင်္ကရတ္တနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်ကြပါစေကုန်သတည်းရည်ချရည်စမချမီလူရန်နဲ့လူဝဝတ္ထုတို့လူပြီးတဲ့ပေါ်မှာဆူတောင်းကြအောင်ဣဒံမိပုံညံအာတဝေခယံဝဟံဟောတုဣဒံမိဒါနံနိဗ္ဗာနတပစ္စယောဟောတုဘုရားတပည့်တော်တို့သည်ယနေ့ည၌အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူသောဆရာတော်ဘုရားဤသာသနာပြုရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက်သင်္ကန်းဆွမ်းဇံနဝကမ္မအစရှိသောလူွယ်တို့နှင့်အချမ်းရံလူွယ်တို့ကိုတရားရှင်လန်းလူရန်ပါဤဤကောင်းမှုသည်ဘုရားတပည့်တော်တို့မိသားစုအားယနေ့မှစ၍နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည့်တိုင်အောင်ဘဝတိုင်း၌ဆင်းရဲနှင့်ငရဲကင်း၍လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတိုင်အောင်အကျိုးပေးနိုင်ကြောင်းထောက်ပံ့ကောင်းသည်စင်စစ်မသွေဖြစ်ပါစေတည်းတောင်းတဲ့ဆုနဲ့ပြည့်ပြည့်ဝဝရရှိကြပါစေကဲရည်သက်ချရမယ်ဣဒံပုံညပါကံတပ္ပတ္တာနံအာဇီမမြတ်သောလူကိုခံယူတော်မူတိုက်သောအရှင်သူမြတ်ဘုရားတပည့်တော်တို့သည်ကံကံ၏အကျိုးကိုပဋ္ဌာန်းဒေသနာတော်အရကမ္မပစ္စယောဝိပါကပစ္စယောသုတ်တံဒေသနာတော်အရပဋိစ္စသမုပ္ပါအကြောင်းကျိုးတရားတော်တို့ကိုယုံကြည်ပါ၏ဗျာကောင်းသောကံများဖြစ်ကြသောကောင်းမှုအစုစုတို့ကိုလူရန်ပြီးပါပြီဗျာနာကြမှတ်သားပြီးပါပြီဗျာထိုကံတို့ကြောင့်ရရှိကြကုန်သောကုသိုလ်အကျိုးတရားတို့ကို31ပုံ၌ကျင်လည်ကျက်စားနေထိုင်ကြကုန်သောလုံးစုံများစွာတတ္တဝါပေါင်းတို့အားဝမ်းမြောက်ဝမ်းသာအမြပေးဝေပါ၏အမြပေးဝေခြင်းကိုကြားနိုင်ကြ၍
ဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါသည်ကုန်သတည်းကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကျမ်းမာချမ်းသာကြပါ